ချင်းရှိနယ်မြို့လေးရဲ့စီကာလာတဲ့လမ်းမကြီးပေါ်မှာမနက်ခင်းဈေးဝယ်ထွက်သူတွေနဲ့ရှုပ်ထွေးနေပါတယ်။အဲ့ဒီလမ်းမပေါ်ကမန်ထန်ချုံစားတောက်ဆိုင်ရှိမှာတော့ဆိုင်ခေါ်တဲ့ကောင်လေးကလမ်းသွားလမ်းလာတွေကိုကဲလမ်းသွားလမ်းလာအကိုတို့အမတို့ကြီးမန်ထန်ချုံဆိုင်မှာဒီနေ့ဟင်းလျာတွေထပ်တိုးထားပါတယ်ဗျ။ဟိုဘက်တက်တဲ့ကအရားသာမရှိတဲ့ဆိုင်ပြည့်ကြီးစီသွားပြီးငွေကုန်ခံမနေကြပါနဲ့လို့လောင်ပြောင်တရော်တဲ့လေယူလေသိန်းနဲ့အော်ပြောနေခဲ့ပါတယ်။လမ်းသွားလမ်းလာတွေကလည်းမန်ထန်ချုံဆိုင်ကတဖြည်းဖြည်းပုံနမဲကြီးလာတာပဲ။တစ်ဖက်ကယူကျင်းလုံဆိုင်ကတော့ဟင်းလျာအတင်မထွက်တာတော့တော်တော်ကြာနေပြီလို့တီတိုပြောဆိုရင်မန်ထန်ချုံဆိုင်တွေကိုပဲဝင်သွားကြပါတယ်။အဲဒီအချိန်တစ်ဖက်လမ်းကယူကျင်းလုံဆိုင်ရှိမှာတော့ဆိုင်ရှင်မလေးစုဝမ်းဟာမျက်နှာငယ်လေးနဲ့ရက်ကြည့်နေခဲ့ပါတယ်။သူမရဲ့ဖခင်ဖြစ်သူကသမီးဖြစ်သူရဲ့ပခုံးကိုညှင်းတောက်စွာပုတ်လိုက်ရင်သမီးဝမ်းဟာသူတို့ပြောတာတွေကိုစိတ်ထဲထားပြီးဒေါသမထွက်နဲ့စီးပွားရေးပါရင်လည်းပါပါစီငါတို့ရိုးရိုးသားသားလှုပ်ရှားနေတယ်မငတ်ပါဘူးဒေါသထွက်ပြီးတော့ကျမ်းမာရေးထိခိုက်သွားတာမတန်ဘူးသမီးရဲ့လို့တပ်ပြင်းချရင်းနဲ့တားမြစ်ရှာပါတယ်။ဒါပေမဲ့မန်ထန်ချုံးဆိုင်ကကောင်းလေးကတော့ဟေးဟိုဘက်ကလူတွေဘာတွေရက်ကြည့်နေရလဲကျွန်တော်တို့မန်ထန်ချုံးစီလာပြီးတပည့်ခံတင်တန်းလာတက်ကြပါလားလို့မခံကြည့်မခံသားပြအောင်လှမ်းអော်ပါတယ်။စိုးအဖေကတော့ဝမ်းအားကိုဆိုင်ထဲကိုပြောင်းဝင်ဖို့ခေါ်ပေမဲ့စိုးဝံတယောက်ဒေါသတွေအလေးလေးထွက်သွားပြီးနင်တို့တွေတခြားလူကိုအနိုင်ကျင့်တာလွန်လွန်နေပြီလို့အော်ဟစ်လိုက်တာနဲ့တပြိုင်နက်မူးမေလဲကျသွားပါတယ်။ဟိုဘက်ဆိုင်ကကောင်းလေးကတော့ဟာတလောက်လေးပြောတာနဲ့ဒေါသထွက်ပြီးတတိလက်သွားပြီလားတကယ်ပြင်းစရာကောင်းတာပဲလို့လှောင်ရည်နေကြတာပေါ့ဒီအချိန်မှာအကူမင်းကလေးချွန်းထောင်ကတော့အလန့်တကြားပြေးလာပြီးစိုးဝံကိုဖတ်ထားရင်အမကြီးဝံအားဘာဖြစ်သွားတာလဲကျမကိုမချောက်ပါနဲ့တတိထားပါအောင်အမရဲ့လို့ဆိုပြီးစိုးရင်တကြီးနဲ့ငိုတာပေါ့စိုးဝံတဖြည်းဖြည်းမျက်လုံးပွင့်လာတော့ချွန်းထောင်ကဝမ်းသာအားရဖြစ်သွားပါတယ်စိုးဝံကငါဘာမှမဖြစ်ဘူးမပုတ်နဲ့ချွန်းထောင်ဖောက်တယ်တွေကိုသူတို့လွတ်ယူသွားနိုင်ရင်ငါတို့လည်းပြန်လွတ်ယူလို့ရတာပေါ့မိဖို့ကြောင့်လေးကိုသွားပြီးဂျုံမုံဝက်စီစားနဲ့ငရုတ်ကောင်းတွေပြင်ထားစမ်းဒီနေ့ယူကျင်းလုံဆိုင်ရဲ့လက်ရစစ်စစ်ကိုအားလုံးတည်အောင်ပြမယ်လို့ယုံကြည်မှုအပြည့်နဲ့ညွှန်ကြားလိုက်ပါတယ်တကယ်တော့တတိလက်သွားတဲ့စူးဝံရဲ့ခန္ဓာကိုယ်ရဲ့ကိုရင်းရင်မတော်တဆကြောင့်အသက်ဆုံးရှုံးနေရတဲ့ခေတ်သစ်ကဘာကတီထွင်ပန်နှင်းညံကောင်းမွန်လာတဲ့ခေတ်သစ်စပူမူစားတောက်ဆိုင်ပိုင်ရှင်မလေးရဲ့ဝိညာဉ်ကူးပြောင်းရောက်ရှိလာတာပါမူလာစိုးငံရဲ့ဟင်းချက်လက်ရမညံတွေကျန်နေသေးပေမဲ့ရိုးရာပုံစံဟောင်းတွေကိုပဲဆွဲလန်းနေတဲ့အတွေးခေါ်အားနည်းချက်ကိုတော့ကစ်တက်ကတီထွင်ဖန်နီးမှုတွေစီမံခန့်ခွဲမှုပညာတွေနဲ့သူမကအပြည့်အဝဖြည့်ဆည်းပြီးတော့မှာပါစူးငံဆိုင်နဲ့ဝင်သွားချိန်မှာတော့ချွန်းတောင်ကလည်းနောက်ကပြေးလိုက်သွားခဲ့ပါတယ်စူးအဖေကတော့တတိနဲ့ပြီးမှတယောက်ယောက်ပြောင်းသားတယ်လို့မျိုးထပ်မြန်လာတဲ့သမီးဖြစ်သူကိုကြည့်ပြီးတော့အံ့ဩနေပါတယ်စူဝံကတော့ချင်းရှိနေရဲ့စားတောက်ဆိုင်လောကကြီးကိုအပြောင်းလဲကြီးကြီးမားမားလှုပ်ဖြစ်တော့မင်းလို့စိတ်ထဲကနေခိုင်ခိုင်မာမာကြီးရွလိုက်ပါတယ်။မိဖို့ကြောင့်နေမှာဝိုင်းရင်စပူမူကြီးလေးကလက်ပိုက်ကြည့်ရင်ဆိုင်ရှင်မလေးရဲ့ဒီလိုရိုးရှင်းတဲ့ပေါင်ဝင်ပစ္စည်းလေးတွေလောက်နေတော့ဖောက်တယ်တွေကိုဆွဲဆောင်နိုင်မှာမဟုတ်ဘူးလို့ပြောတာပေါ့။ချောထောင်ကတော့စပူမူကြီးလေးမမဝံအားကဘလို့လုပ်မလဲဆိုတာအရင်ကြည့်ပါအောင်လို့ကောက်ွယ်ပေးပါတယ်။စူဝံကဂျုံသားနှစ်ခုကိုမတူညီတဲ့နီလန်းတွေနဲ့တည်တက်စွာနေပြလိုက်ပြီးပါဝင်ပစ္စည်းကရိုးရှင်းပေမဲ့လုံနည်းကိုတော့အဆုံးမရှိပြောင်းလဲလို့ရပါတယ်။ဖောက်ပြီးရင်အရသာဘလို့လဲဆိုတော့သိလာမှာပါလို့ရှင်းပြလိုက်ပါတယ်။စကူမူလီကဂျုံလွာတွေကိုအထက်ထက်ခေါင်းနေတာကိုကြည့်ပြီးဒါလောက်အထက်တွေအများကြီးဆိုရင်ဖောက်တဲ့အခါကွဲအပ်ကုန်မှာပေါ့။ပြီးတော့ဝက်စီတွေတော့များများထည့်ရင်တေချာပေါက်အင်းလုံးနေမှာပဲလို့သတိပေးပါတယ်။ဒါပေမဲ့ချွန်းထောင်ကတော့အမကြီးရဲ့တေတက်လက်ပတဲ့လက်ရာကိုကြည့်ပြီးတော့အံ့ဩချီကျူနေတာပေါ့။ဇူဝံကဂျုံလွာတွေကိုခရုပ်ပတ်ပုံစံလှပစွာလိမ့်လိုက်ပြီးမီးပေါ်ထဲထည့်ဖို့လိုက်တဲ့အခါမှာတော့မကြခင်မှာပဲတခန်းလုံးကိုတင်းမြတ်နဲ့မုတ်ဖုံနိုင်ကြီးဖုံးလန်းသွားပါတော့တယ်။မွေကြိုင်လာတဲ့အနံကြောင့်စပိုမူလီတောင်မျက်လုံးပြိုသွားပြီးချွန်းတောင်ဆိုရင်တကြီးတွေတောင်ကျလာခဲ့ပါတယ်။မီးပေါ်ထဲကထွက်လာတဲ့ရွှေရောင်ခရုပ်ပတ်ထက်တရားမုံလေးဟာအလွှာပေါင်းများစွာနဲ့ရွှေရောင်ဝင်းမဲ့နေပြီးအပြင်းပန်းကကျွတ်ရနေရကိုမြင်ရပါတယ်။ချွန်းတောင်တကိုက်ကိုက်စားကြည့်လိုက်တဲ့အခါအိုးအရန်မွေးပြီးကြွရနေတာပဲအရသာကလည်းစားလေးနဲ့မလို့အရန်စားလို့ကောင်းတာပဲလို့អော်လိုက်ပါတယ်စပိုမူလီလည်းမြေးကြီးလိုက်တဲ့အခါမှာတော့သူ့ထင်လာတာတဲ့အစာပေါင်းများစွာတောင်းလို့နေတဲ့အရာသာကြောင့်အံ့ဩမဆုံးဖြစ်သွားပြီးစူးဝံရဲ့တီထွင်ဖန်နီးနိုင်စွမ်းကိုလက်ခံသွားပါတယ်အဲ့ဒီအချိန်မှာပဲစူးအဖေကမီးဖို့ကြောင့်ရှိတီရောက်လာပြီးဒီအနက်ကခြံရှိတီတော်မွေးနေတာပဲအရန်မွေးတာပဲလို့ဝမ်းသာအားရပြောပါတယ်စူးဝံကဒီမုံကိုဆိုင်ပေါဝါမှာစပွဲခင်းပြီးအိမ်နီးနားချင်းတွေကိုအခမဲ့မီးကြည့်ခိုင်းမှုအတွက်စီစဉ်လိုက်ပါလို့ပြောတာနဲ့စပိုမူလီကိုယ်တိုင်တက်ကြွမုံပန်းတွေကိုဆိုင်ရှိကိုတည်သွားခဲ့ပါတယ်။ဆိုင်ရှိမှာအခမဲ့မီးစမ်းနိုင်ပါတယ်ဆိုတဲ့စကားကြောင့်လမ်းသားလမ်းလာတွေဝိုင်းအောင်လာကြတာပေါ့။မုံကိုမီးကြည့်လိုက်တဲ့သူတိုင်းကကျွတ်ရမွှေးကြိုင်တဲ့ရာသာကိုအလွန်သဘောကျသွားပြီးမန်ထန်ချောဆိုင်ကမုံတွေထက်အများကြီးပုံမွေကြောင်တညီတညွတ်တဲ့ကြီးကျိုးကြပါတယ်။ကလေးငယ်လေးကအစားထပ်ပြီးစားခြင်းနဲ့လို့တောင်းဆိုနေကြသလိုတက်ကြီးရွယ်အိုတူကလည်းမုံချိုဖက်လေးတွေအလွာလိုက်ကွာချလာတာတော့မှလွတ်မပြည့်ရဘူးဗျာလို့တရုတ်တရပြောဆိုနေခဲ့ပါတယ်။
မုံနေကုံသွားတဲ့အခါတစ်ဖက်ကမန်ထန်ကျိုးဆိုင်ရဲ့ဒုတိယဆိုင်မန်နေဂျာကကိုယ်တိုင်ရောက်လာပြီးလှော့ဝက်ပြီးယူသွားရင်မီးစမ်းကြည့်ရကအရသာအလွန်ထိုးခဲ့နေတာကြောင့်တုံလုံးချောက်ချပြီးသူတို့ရဲ့ဆိုင်ရှင်စီကိုတရင်ပို့ဖို့တုတ်ချေတင်ပြေးလာပါတော့တယ်မုံမစားလိုက်ရတဲ့ပေါက်တယ်တွေကလည်းမနေ့ပြန်မနေ့စောစောလာတန်းစီမဲလို့ပြောတာကြောင့်ရုပ်ကျိန်လုံးဆိုင်လေးဟာတဖြည်းဖြည်းနဲ့ပြန်လဲအသက်ဝင်လာပါတော့တယ်သုံးဝံကတော့အားပေးကြတဲ့အိမ်လေးချင်းတွေကိုအများကြီးကျေးဇူးတင်ပါတယ်မနေ့ပြန်မနေ့9နာရီတိတိမှဆိုင်ဖွင့်ပါမယ်မနေ့ပြန်ကြရင်ပမာဏပို့တိုးပေးမယ်အပြင်အရသာတွေပါထပ်ဖြစ်ပြီးမှမလို့အားလုံးအီမသွားစေရဘူးလို့အာမခံပါတယ်လို့ပြောရွှင်စွာနဲ့ပြောလိုက်ပါတယ်အဲဒီနောက်ချွန်းထောင်ကမမကြီးခုနကတစ်ဖက်ဆိုင်ကဒုတိယမန်နေဂျာကိုမြင်လိုက်တယ်သူ့ဘာလာတော့တာလည်းမသိဘူးလို့စိုးရိမ်တကြီးနဲ့လှမ်းပြောပါတယ်စိုးဝံကတော့သူကဘာလာလုပ်နိုင်မှာလဲအခြေအနေလားစနေနာတာပဲသူ့ကို view ဆိုင်မနေနဲ့ငါတို့ဆိုင်စီးပွားရေးငါတို့ကောင်းကောင်းလုပ်ရင်ပြီးတာပဲသွားမနှက်ပြန်အတွက်လိုမဲ့ပေါင်ရည်ပစ္စည်းတွေတွားပြင်ကြီးလို့လမ်းညွှန်လိုက်ပါတယ်တစ်ဖက်ကမန်ထန်ကျွန်းဆိုင်ရဲ့မိဖို့ကြောင့်နေမှာတော့ဒုတိယမန်နေဂျာယူလာတဲ့မုံကျွတ်ဖက်ကိုစပိုးမူကြီးလျှော်ရည်တောင်းကတေးသေးချာကြည့်ရှုနေပါတယ်24ထက်တောင်ဒီလက်ရာကနဲတဲ့ပညာမဟုတ်ဘူးလို့ရေရိုးရင်စပိုးမူလိုရဲ့မျက်နှာထားကတီကြီးလေးနဲ့သွားပါတယ်ဆိုင်ရှင်ကျင်းမှန်ထန်ရောက်လာပြီးစပိုးမူလိုဘာဖြစ်နေရလဲတာမန်မုံကျွတ်ဖက်လေးတကူကိုဒီလောက်ထိအလေးနဲ့ထားကြည့်နေတာလားလို့ပြီးတော့စပိုးမူလိုကဒီစူးဝံကငါတို့ထင်တာတဲ့အများကြီးပိုတော်လောက်တယ်လို့သတိပေးစကားဆိုပါတယ်ဒီအချိန်မှာယူကျင်းလုံဆိုင်ရဲ့မိဖို့ကြောင့်ထဲမှာတော့စိုးဝံတယောက်အရင်ရွှမ်းတဲ့ဖတ်ထုတ်ဟင်းလျာအစ်ကိုကိုရန်လက်ဆွဲပြချက်ပြုတ်နေတာပါစပိုမူလီကဆိုင်ရှင်မလေးဝက်ရီကဲကြောက်ကြောကအရေးပြောသွားတော့ဂျေရီကြီးဖြစ်နေပြီးတော့ဖတ်ထုတ်ရက်ကလည်းအရန်ပါလို့တော့ပေါင်းလိုက်ရင်ပျောက်ပောက်ခွဲကုန်မှစိုးရင်ရတယ်လို့စိတ်မအေးနိုင်မဲ့သတိပေးပါတယ်စူဝံကတော့နေလန်းစာဖတ်ထုတ်လေးတွေကိုတေသက်စွာထုတ်ရင်းနဲ့စိတ်ချပါစပိုမူလီရဲ့ရေခဲကြော်ကြော်ကအပူနဲ့တွေ့ပြီးတော့အရေးပြောသွားတဲ့အခါပူနှဲရဲ့ဟင်းရည်တွေကထာပနာထဲမှာကွက်တီဖြစ်သွားမှာပါဂျုံရွက်ကိုအချိုးအစားညီညီနဲ့ထားတာမလို့လုံးဝမပေါက်ပြနိုင်မှာဘူးလို့ရှင်းပြပါတယ်ဇူဝံကတော့ချက်သွားရင်မြည်စည်းလိုက်တာနဲ့သိလာမှာပါအားလုံးရဲ့မျှော်လင့်ချက်ကိုစိတ်မပြည့်စေရဘူးလို့အာမခံတယ်လို့ပြောလိုက်ပြီးပေါင်းလိုက်ပါတယ်အဲဒီနောက်ပေါင်းဝိုးကိုဖွင့်လိုက်တဲ့အခါမှာတော့ကြောက်စိမ့်လေးတွေထုစစ်ထားသလားထင်ရလောက်အောင်လှပတည်တဲ့ဖက်ထုံလေးတွေဖော်ပေါ်လာပါတယ်ဆိုင်ရှိအေကန်စပွဲစီကိုဖတ်ထုတ်ပူပူလေးရောက်သွားတာနဲ့ဖောက်တယ်တွေကမီးဆန်းကြည့်ပြီးတော့အားလုံးအော်တကြီးနဲ့ချီချူကြတာပေါ့ဖတ်ထုတ်ထဲမှာဟင်းရည်ချူချူလေးတွေအများကြီးကွယ်ဝတ်ထားတာပဲတကိုက်ကြိုက်လိုက်တာနဲ့အရသာကရှာပြားမှာအရန်ထူးခဲ့သွားတာပဲဗျာအခွန်ပါပြီးတော့ထာပနာများတဲ့အပြင်အရင်တွေပါရွှဲနေတာမန်နေဂျာဆူးကတကယ်ကိုပါရမီရှင်ပဲလို့စိုင်ထဲမှာချီချူတန်တွေညံသွားခဲ့ပါတယ်ဒီတဲ့ကဟိုဘက်ဆိုင်ရှိတီပြန်နှံသွားတော့မန်ထန်ချုံးဆိုင်မှာစားနေကြဧည့်သည်တွေတောင်ရိုးအီနေတဲ့ဟင်းတွေကိုစွန့်ခွာပြီးရိုးကျင်းလုံဆိုင်ကအရေးရွှမ်းဖက်တဲ့တွေကိုလာရောက်မီးဆဲကြပါတော့တယ်ဒီအချိန်လေးကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့စပူမူကြီးလေးဟာစူးဝံရှိကိုလာရက်ပြီးဆိုင်ရှင်မလေးအရင်ကကျွန်တော်အရန်ကြီးရှေးရိုးဆွဲဖြစ်ခဲ့တာပါနီလန်ဟောင်းတွေကပဲအမှန်လို့ထင်ခဲ့မိရဲ့ဆိုင်ရှင်မလေးရဲ့ကျွမ်းကျင်မှုကကျွန်တော်ထက်အများကြီးတာလွန်ပါတယ်ဗျာဒီနေ့ကစပြီးမိဖို့ကြောင့်ကိစ္စအဝဝကိုဆိုင်ရှင်မလေးညွှန်ကြားတဲ့အတိုင်းကျွန်တော်တသွေးမသိမ်းလိုက်နာပါမယ်လို့ရိုးသားစွာဦးညွှန်ဝေခံလိုက်ပါတယ်စူဝံကလည်းစပုံမိုးလီရဲ့အခြေခံပညာကခိုင်မာပြီးသားပါကျမတို့ချင်းချင်းပူပေါင်းလှုပ်ဆောင်မှသာခင်းလျာတွေကိုပိုကောင်းအောင်ဖန်တီးနိုင်မှာပါနောက်ပိုင်းမိဖို့ကြောင့်မိအပူရှိန်ထိမ့်ထိမ့်တဲ့နေရာမှာစပုံမိုးလီရဲ့အကူအညီကိုအများကြီးယူရအောင်ပါရိုးကျင်းလုံရဲ့နာမည်ကုန်တဲ့င်းကိုကျမတို့တူတူကာကွယ်ကြတာပေါ့လို့လိုက်လဲစွာတုံ့ပြန်လိုက်ပါတယ်စူအဖေကတော့ဆိုင်လေးအခြေအနေပြန်ကောင်းလာပြီဆိုပြီးတော့အလွန်ဝမ်းသာကြည်နူးနေကြတာပေါ့အဲဒီနောက်ချုံးလာကမိဖို့ကြောင့်လည်းကိုပြေဝင်လာပြီးအမကြီးဝန်အားဆိုင်ရှိမှာဖက်ထုတ်3မဲထပ်တိုးသွားပြီလို့ဝမ်းသာအားရသတင်းပေးပါရယ်မန်ထန်ချုံစားတောက်ဆိုင်မှာတော့ဖောက်တယ်တွေကပုံသလောက်နီးပါးဖြစ်သွားတာကြောင့်ဆိုင်ရှင်ကျင်းမှန်ထန်ကဒေါသတကြီးနဲ့ဒီစူးဝံကောင်မလေးတကယ်စောက်ထိုးတတ်တာပဲလို့အံမောတကြီးရေကစပိုမူးမျိုးကိုဘာမှမလုပ်ဘူးလားလို့မေးပါတယ်စပိုမူးမျိုးကတော့ဘာရီလုံးနေတာလဲတာမန်အစ်စ်အစမ်းလက်ွက်လေးတွေလောက်ပါပဲဒါပေမဲ့အဲ့ဒီလိုအစ်စ်အစမ်းတွေတီထွင်နိုင်မှုကအများကြီးစဉ်းစားဉာဏ်ထုတ်ရတယ်သူတသက်လုံးဒီလိုအောင်မြင်နေမယ်လို့တော့ငါမယုံဘူးလို့ပြောပါပေါ့စူဝံကတော့အောင်မြင်မှုတစ်ခုတည်းနဲ့ရက်မနေပဲမနှက်စာစည်းကိုဖွင့်မှုပါစီစဉ်တာပါမနှက်စောစောမိဖို့ကြောင့်မှစံပြုတ်ကြိုနေတဲ့အချိန်စူဝဖေကဝမ်အားငါတို့ဆိုင်ကတခါမှမနှက်စောစောစည်းမဖွင့်ဘူးလူတွေတကယ်လာပါမလားတမီးရဲ့လို့စိုးရင်တကြီးနဲ့မေးတော့စူဝံကအဖေစိတ်မပူပါနဲ့ခရီးသွားတွေဆိုတာမနှက်စောစောရေရင်းနေဆံမြုပ်ပူပူလေးကိုအမြဲတမ်းတန်းတတ်ကြတာသူတို့ရောက်လာပြီဆိုတာနဲ့နောက်လဲအမြဲလာခြင်းနေအောင်တမီးအာမခံတယ်လို့ယုံကြည်မှုအပြည့်နဲ့ပြောလိုက်ပါတယ်တကယ်လဲဆိုင်တကားဖွင့်လိုက်တာနဲ့ကုန်တန်းခရီးသွားတွေကဟေးဟောမကြည့်ရိုးကျင်းလုံဆိုင်ဖွင့်ပြီးဆိုင်မြုပ်ပူပူလေးနဲ့မိုးချွတ်တွေရနိုင်နေဆိုပြီးဝမ်းသာအားရပြေးလာကြတာပေါ့
ချောတောင်ကစံပြုတ်တွေကိုချပြီးရင်မဝရင်ထက်တဲ့ပြီးမဲ့အကြောင်းပြောတော့ခရီးသွားတွေကလည်းအလွန်သဘောကျသွားပြီး၆တွေတဲ့ရိတ်ခါ၆တွေထပ်ဈေးလက်သက်သာအရသာလည်းရှိရဆိုပြီးတော့တခဲနဲ့အားပေးကြပါတော့တယ်။ဇူအဖေကတော့စက်ရင်တွက်ရင်းနဲ့သမီးရဲ့နီလန်ကတကယ်ကိုထက်မြက်တာပဲနေလေနဲ့ညနေပဲဖွင့်တာနှမျောစရာကြီးဖြစ်နေကြတာလို့ပြောပါတယ်။စူးဝမ်ကမနက်ခင်းမှာတာမန်လူတွေအတွက်မနက်စာနေလေခင်းမှာပုံမှန်ထမင်းပွဲနဲ့ညနေခင်းမှာညနဲ့တရေစာဆိုပြီးအချိန်သုံးခုခွဲလိုက်တော့ပောက်တဲ့အမျိုးအစားအစုံကိုဆွဲဆောင်နိုင်သွားပြီးစီးပွားရေးလုပ်တာကဟင်းချက်တာနဲ့အတူတူပဲနီလန်ဟောင်းတစ်ခုတည်းကိုထိုင်ဆောင်မနေပဲပြောင်းလဲနေရင်မြန်မာအခွင့်အရေးပိုများတာလို့ရှင်းပြပါတယ်။စူးအဖေလည်းနားလေသွားပြီးမနက်ခင်းဝင်ငွေကနေလက်ခင်းဝင်ငွေလောက်နှီးပါရှိနေတာကိုတွက်မိတဲ့အခါမှာတော့ငါသမီးလေးကတကယ်ညံကောင်းတာပဲအဖေကရှေးရိုးဆွဲနီလန်ဟောင်းကြီးတွေကိုပဲနှစ်ပေါင်းများစွာဆွဲကင်ပြီးတကယ်အိုမင်းမဆန်ဖြစ်နေကြတာလို့ဂုံယူပီတိဖြစ်စွာချီကျူးစကားဆိုပါတယ်မန်ထန်ညောဆိုင်ကအလုသမားလေးကတော့ဆိုင်တကားဖွင့်ချိန်တစ်ဖက်ဆိုင်မှာလူစီကားနေတာကိုမြင်ပြီးတုံလို့စွာနဲ့ပြေးလာကမန်နေဂျာမကောင်းတော့ဘူးတစ်ဖက်ကယူချင်းလုံဆိုင်ကမနှက်စာစီးဖွင့်လိုက်တာလူတွေအများကြီးအဲ့ဒီကိုရောက်ကုန်ပြီလို့သတင်းလာပို့ပါတယ်ဒေါ်သားထွက်သွားတဲ့ကျင်းမှန်ထန်ကသူ့မှာလှည့်ခွက်တွေတော်တော်များတာပဲချက်ချင်းမီးမို့ကြောင့်ကိုပြေးခိုင်းစမ်းငါတို့လည်းမနှက်စာဈေးဖွင့်မယ်စီးပွားရေးအလုပ်ခံလို့မရဘူးလို့အော်ဟစ်အမိန်ပေးတာပေါ့စဖိုးမူလျိုကတော့အပေါ်ရန်ပုံစံလောက်လိုက်ကူးချနေလို့မရဘူးသူတို့ကလျင်မြန်စွာပြောင်းလဲတဲ့နေရာမှာတာသွားတာလို့တတိပေးပေမဲ့မာနကြီးရဲ့ကျင်းမှန်ထန်ကတော့ဘာပြောင်းလဲတာလဲမနှက်စာရောက်တာပဲဥစ္စာငါတို့လည်းကောင်းကောင်းလုပ်ပြလို့ရတယ်လို့ခေါင်းမှာစွာနဲ့အပြိုင်ဈေးဖွင့်မှုပြင်ပါတယ်ယူချိန်လုံးမီးဖို့ကြောင့်လည်းမှာတော့စူဝန်ကချိန်ခွင်လေးတစ်ခုကိုအသုံးပြုပြီးဂျုံသားတွေကိုတိတိကျကျချိန်တွေတိုက်တာနေကြတာပါစဖိုးမူကြီးလေးကအန်အော်တကြီးနဲ့ဆိုင်ရှင်မလေးဟင်းချက်တဲ့ဆိုတာကိုလက်စွမ်းလက်စအနေအထိုင်ပေါ်မှာမူတည်တာချိန်ခွင်သုံးပြီးအတိအကျချိန်စရာလို့လားလို့မေးတော့ဇူဝန်ကအခြေခံပမာဏကိုစံသတ်မှတ်လိုက်ရင်ပွဲတိုင်းရတာကအမြဲတူညီသွားမှာပေါ့ဒါမှတခြားသူတွေကိုတင်ပေးလို့ရပြီးတော့ဆိုင်ပြင်ပပါဆယ်ထုတ်ရောင်းတဲ့အခါမှာလေအရသာလုံးဝမပြောင်းလဲတော့မှလီလို့တေတက်တဲ့နီလန်ကိုရှင်းပြပါတယ်အဲ့ဒီအပြင်ပါဆယ်ဆွဲရမှာအယောင်နဲ့ရတာတွေမရောထွေးသွားအောင်လို့အလွာလိုက်ခွဲခြားပြီးထည့်သုံးနိုင်ပြီးတဲရလွယ်ကူတဲ့တစ်သားချိုင်းအစ်စ်ကိုပါသူမကစီစဉ်ထားပါသေးတယ်အဲ့ဒီအချိန်မှာပဲအရင်ပြင်မထွက်နိုင်ပဲလမ်းလျှောက်ရခက်ခဲတဲ့သခင်ကြီးအတွက်မနှက်စာလာဝဲတဲ့ကျန်းအိမ်တော်ကအိမ်တော်ထင်းကြီးရောက်လာပြီးဇူဝမ်ရဲ့စေးဆက်သေးထားတဲ့ဂျိုင်းစီစဉ်မှုကိုကြီးကအလွန်သဘောကျသွားတာကြောင့်သူတို့အိမ်တော်အတွက်မနှက်စာအားလုံးကိုယူကျင်းလုံးဆိုင်ကနေပဲမှာယူတော့မင်းတို့ဝမ်းသာအားရပြောသွားခဲ့ပါတယ်တစ်ဖက်ကမန်ထန်ချွန်ဆိုင်မှာတော့ဖောက်တယ်တွေကဒီနေ့ဆယ်မျိုးကဘာလို့ဒီလောက်တောင်ငန်နေရတာလဲမနေ့ကကြတော့အပေါ့ပြပြနဲ့မင်းတို့စပူမူကဟင်းတွေချက်တက်ရဲလားလို့ဒေါသတကြီးနဲ့ပြောပါတယ်ဆိုင်လက်ထောက်ကောင်လေးကလည်းကြပြကြရတောင်းမှမင်းမဲဧည့်သည်တွေကတော့သီးခံကြီးမရှိတော့ပဲယူကျင်းလုံးဆိုင်စီကိုပဲခြေဦးတီလှဲသွားကြပါတော့တယ်ဆိုင်ရှင်ကျင်းမှန်ထန်ကတော့ဖောက်တယ်တွေထွက်ပြေးကုန်ပြီဆိုတဲ့သတင်းကိုကြတော့ဒေါသပောက်ကွဲသွားပြီးမနှက်စာလောက်တော့ကောင်းကောင်းမလုပ်နိုင်ဘူးလားသူတို့လောက်တာလောက်တောင်ဘာလို့လိုက်လုပ်ပြီးတော့မတူရတာလဲယူကျင်းလုံးမှာဘားလဲကွက်တွေများကြံနေသေးတာလဲလို့အော်ဟစ်နေပါတယ်စပုံမူးမျိုးကတော့တည်ငြိမ်တဲ့အတန်းနဲ့ငါအစကလေးကပြောသားပဲသူတို့ကတီထွင်ညံနဲ့နိုင်တာအပေါ်ညံလောက်လိုက်ကူးချနေလို့မရဘူးလို့ပြောတော့ကျင်းမှန်ထန်ကတင်လို့မရရင်လည်းချင်းချီနေကနေလုံးဝမောင်းထုတ်ပြမယ်စပုံမူးမျိုးခမားလည်းရောက်ပြီလို့ပြောပါတယ်စပုံမူးမျိုးကလည်းကောင်းပြီသူ့ရဲ့လက်ခွက်လေးတွေကငါရဲ့လက်ဆွဲစစ်စစ်ကိုနိုင်မလားကြည်ရသေးတာပေါ့လို့ဆိုက3ရက်အတွင်းယူချင်းလုံးကိုလုံးဝပိတ်သိမ်းသွားစီရမယ်လို့ချုံချင်းမှုရှိရှိနဲ့ပြောလိုက်ပါတယ်မကြခင်မှာပဲစပုံမူးလိုကိုယ်တိုင်ယူချင်းလုံးဆိုင်ရှိကိုရောက်လာခဲ့ပါတယ်စူးအဖေကလေးစားစွာနဲ့စီးကြုံနှုတ်ဆက်ပေမဲ့လျိုရီတောင်ကတော့နောက်3ရက်နေရင်မျိုးဝုံရုံရှိကွင်းမြင်မှာဟင်းချက်ပြိုင်ပွဲလုပ်မယ်3ပွဲ2ပွဲနိုင်တဲ့သူရှုံးတဲ့သူစိုက်ပိတ်ရမယ်စူးဝံကိုဓာတ်ရိုက်စိန်ခေါ်တာပေါ့စူးအဖေကတော့အလွန်တကြီးဆိုရင်သွားပြီးမလောက်ပါနဲ့ဒါကလေးတွေကစားတာပါအလောင်းအစားကအရန်ကြီးလုံးသွားတယ်လို့သားသလိုလူတွေကလည်းစပိုမူးလူကချင်းချီနေရဲ့ထိတ်တန်းစပိုမူးကြီးပါဘလုံးလို့ရှင်းနိုင်ပါလေလို့ပြောကြပါတယ်ထိုအချိန်မှာပဲဇူဝမ်ထွက်လာပြီးကြောက်ရွံ့ခြင်းမရှိဘဲနဲ့အဖေမကြောက်ပါနဲ့သူတို့ကိုယ်တိုင်ဆိုင်ဝါးတီလာစိန်ခေါ်ရတာကိုရှောင်ပြေးစရာအကြောင်းမရှိဘူး3ရက်နေရင်ကျမပြိုင်ပေးမယ်လို့ပြောလိုက်ပြီးရှုံးတဲ့သူကနိုင်တဲ့သူရဲ့ဟင်းချက်လက်ရာကိုလူအများရှိမှထောက်ပေါ်ကြည့်ကြရမယ်ဆိုတဲ့စီကံချက်တစ်ခုကိုပါထပ်တိုးတောင်းဆိုလိုက်ပါတယ်စပုံမူးလူကလည်းကောင်းပြီလို့ပြောပြီးတော့ထွက်သွားတာပေါ့ဒီအချိန်ဆိုင်ထဲမှာစားသုံးနေကြမြို့ဝန်အရာရှိကုလျန်ကစူးဝမ်စီကိုရှောက်လာပြီးစပုံမူးလူရဲ့ဓာရင်နဲ့မီးအပူချိန်ထိန်ချုံမှုကထိတ်တမ်းမယ်မင်းဒီလောက်လွယ်လွယ်နဲ့လက်မခံနိုင်ဘူးလို့သတိပေးပါတယ်စူးအဖေကလည်းကုလျန်ရဲ့စကားကိုထောက်ခံပြီးအလောင်းစားကြီးလုံးကြောင့်ညီးတွားပေမဲ့စူးဝမ်ကတော့စိတ်မပူပါနဲ့ကျမဘာလုပ်နေလဲဆိုတာကျမသိပါတယ်တကယ်အရေးချင်းဆိုတာနှစ်ပေါင်းများစွာစောင့်နေုံနဲ့ရလာတာမဟုတ်ဘူးလေလို့ချုံချမှုအပြည့်နဲ့ပြောလိုက်ပါတယ်
သူမရဲ့ပြတ်သားမှုကိုမြင်တော့ကူလျန်ကပြိုင်ပွဲက3ရက်နေရင်လုံးမှာဘာအကူအညီပဲလို့မြို့ဝန်ရုံကိုလာရှာလို့ရတယ်လို့အားပေးစကားဆိုလိုက်ပါတယ်။နောက်တနေ့မှာတော့ကူလျန်ကဆိုင်ကိုရောက်လာပါတယ်။စိုးအဖေကကူလျန်ကိုအပေါ်ထက်တီးတန့်ခန်းစီကိုဖိတ်ခေါ်ပြီးလေးလေးစားစားနဲ့လက်ဖိတ်ရေးချပါတယ်။စိုးဝမ်ရောက်လာပြီးဘာကိစ္စရှိလို့လဲလို့မေးတော့ကူလျန်ကသူ့အိတ်ထဲကနေဆာရဆာတန်းတွေထုတ်ပေးရင်စပေါ်မုံမျိုးရဲ့အချက်အလက်တွေကိုမင်းပြိုင်ပွဲမတိုင်ခင်ကြည့်လို့ရအောင်ငါစုစည်းလာပြီးတာသူကဓာရီအထူးကောင်းမှုပြီးဟင်းလျာကြီးတွေနဲ့ပြိုင်ရင်အရင်ဆုံးတင်ရင်အောင်ကစားပြီးမှအနိုင်ယူတတ်တယ်သူ့ရဲ့စပေါ်မုံတိတ်ခါကတော့လက်ခံလို့ရပါတယ်သူကမတရားတဲ့နီးနှံတွေမတုံ့ဘူးတကယ်သတိထားရမှာကကျင်းမှန်ထမ်းပဲသူ့ရဲ့အောက်တန်းကြတဲ့လှည့်ကွက်တွေကိုစောင့်ကြည့်ရမယ်လို့သတိပေးရှင်းပြတာပေါ့ကူလျန်ရဲ့ဂယိုးဆိုင်မှုတွေကြောင့်စိုးအဖေစိတ်ထဲမှာအများကြီးပုံမအားတက်တင်းငိမ့်သွားခဲ့ပြီးကျေးဇူးတင်စကားဆိုပါတယ်မြို့ဝန်အရာရှိကူလျန်ကဈေးကွက်ထဲမှာအလွန်ရှားပါတဲ့တော်ရဟင်းလေးရွက်6ထုပ်လေးတစ်ထောက်တုပ်ကိုစူးဝံကိုအထိုးလက်ဆောင်ပြေကမ်းပေးပါတယ်။စူးဝံကလည်းဟင်းရွက်6လေးတွေကိုနမ်းကြည့်လိုက်ပြီးတင်းမြတ်တဲ့မွေးရနန်းကြောင့်ပထမအဆင့်ပြိုင်ပွဲအတွက်အလွန်အတုံးတဲ့မဲ့အဖြစ်တာကြောင့်မလို့ဝမ်းသာအားရနဲ့သဘောတူလက်ခံလိုက်ပါတယ်။စူးဝံကလည်းကူလျန်ရဲ့စေတနာကိုလက်ခံပြီးညနေအောင်ဆောင်နေပြီးညစာစားတော့မလားလို့မေးတော့ကူလျန်ကမြို့ဝန်ရုံလုပ်ငန်းတွေဆက်လုပ်ဖို့ပြန်တော့မယ့်အကြောင်းပြောဆိုပြီးပြိုင်ပွဲမတိုင်ခင်ပါဝင်ပစ္စည်းတွေကိုအထူးသတိထားဆောင်ကြည့်ဖို့သတိပေးကပြန်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့မန်ထန်ချွန်ဆိုင်ကစပိုမိုးကြီးလျှို့ဟာစူးဝံရဲ့နာမည်ကျော်24ထပ်မုံအကြောင်းကိုစဉ်းစားနေခဲ့ပါတယ်။ထိုအချိန်မှာဆိုင်ရှင်ဂျင်းမန်ထန်ရောက်လာပြီးပြိုင်ပွဲအတွက်အခြေအနေကိုမိပါတယ်။စပိုမိုးလူကစူးဝံလိုမင်းကလေးငယ်တယောက်ကိုနိုင်မို့ဆိုတာအလွယ်လေးပါလို့တည်ငြိမ်မှုအပြည့်နဲ့ဖြေတော့မှဂျင်းမန်ထန်လည်းစိတ်အေးသွားတာပေါ့။မကြာခင်မှာပဲတမျိုးလုံးကစောင့်မျှော်နေကြတဲ့ဟင်းချက်ပြိုင်ပွဲကြီးရောက်ရှိလာခဲ့ပြီးဒိုင်လိုကြီးကပထမဆင့်ပနာဝပွဲစဉ်ရဲ့ခေါင်းစဉ်အဖြစ်တက်တက်လွန်မုံပညာကိုလို့ကြေညာလိုက်ပါတယ်။ပြိုင်ပွဲစာတင်သားနဲ့တပြိုင်နက်စပိုမူးမျိုးကအလွန်တိကျမြန်ဆန်တဲ့ဓာရီလက်စွမ်းကိုပြသပြီး24ခါအတိအကျပါဝင်တဲ့ပန်းမွင့်လေးတွေလိုလှပသေးတဲ့လေတက်တက်လိုဖတ်တုပ်လေးတွေကိုတေသက်စွာထုတ်လုပ်ခဲ့ပါတယ်။ကြည့်ရှုနေတဲ့သူတွေကစပိုမူးမျိုးရဲ့တည်ငြိမ်တဲ့လက်စွမ်းကိုဝိုင်းဝန်းချီးကျူးနေကြခြင်းစူးဝံကတော့ဖတ်ထုတ်မလုပ်ပဲ4000ပုံစံမုံတုံးလေးတစ်ခုကိုတီဆောက်နေတာကိုမြင်ရပါတယ်။လန်သွားလန်လာတချို့ကစူးဝံကဖတ်ထုတ်မလုပ်တတ်လို့အလွယ်နေသုံးတာလားလို့တန်တရားဝင်နေကြတော့မှပဲစူးဝံကမုံတုံးလေးတွေကိုပုံစံကျအောင်အရင်ပေါင်းလိုက်ပြီးထေးရှူးရက်နဲ့တင်းမြင့်အောင်လို့မှိုင်းလိုက်တဲ့နီလန်တစ်ကိုပညာသားပါအသုံးပြုလိုက်ပါတယ်။အချိန်စီလိုဒိုင်လူကြီးတွေကအကဲဖြတ်မီးစမ်းကြည့်တဲ့ချိန်မှာတော့ညိုရည်တောင်းရဲ့24ခေါက်ဖတ်ထုတ်ကအခွန်ပါပြီးဌာပနာပြေဝသလိုခိုင်မာတဲ့အခြေခံကျွမ်းကျင်မှုတွေရှိကြောင်းနဲ့ချီးကျူးကြပါတယ်။ဒါပေမဲ့စူးဝံရဲ့4000မုံတုံးလေးကိုမီးစမ်းကြည့်လိုက်တဲ့အခါမှာတော့အားလုံးကတက်တက်လို့ပါဝင်ပစ္စည်းတွေကြီးဖြစ်နေပါလျက်နဲ့အမဲသားစက်တင်မုံလိုမျိုးအရသာထူးထူးခဲခဲရှိနေတာကြောင့်အံ့ဩသွားကြပါတယ်။ဟင်းညာတစ်ခုရဲ့တန်ဖိုးကအပြင်းမန်းပုံသဏ္ဍာန်မှမရှိဘူး။ရှာပြားကိုထိခိုက်ဆွဲဆောင်နိုင်ရင်အကောင်းဆုံးဟင်းညာပဲလို့တညီတညွတ်ထဲကြည်ကျူပြီးပထမအစဉ်ပြိုင်ပွဲရဲ့အနိုင်ရရှိသူအဖြစ်စူးဝံကိုတရဝင်ကြီးညာလိုက်ပါတယ်။ပရိသတ်တွေအားလုံးကအံ့ဩတုန်လှုပ်သွားကြပေမဲ့ပျော်ရည်တောင်းကတော့ဒီရှုံးနိမ့်မှုကိုတည်ငြိမ်စွာပဲလက်ခံခဲ့ပါတယ်။ဆက်လက်ပြီးဒုတိယအစဉ်ပြိုင်ပွဲအတွက်ဟင်းရည်ကြီးချက်ပြုတ်ရမယ့်ခေါင်းစဉ်ကိုထပ်မံကြီးညာလိုက်ပါတယ်။စပိုမူးလျိုကတန်မိုးကြီးရှာပါတောကောင်တောမိုးတွေကိုအသုံးပြုပြီးအရသာရှိတဲ့ဟင်းရည်ကိုတည်ငြိမ်စွာချက်ပြုတ်နေပေမဲ့စူးဝံကတော့တာမန်မျက်စားငချင်းတစ်ကောင်ကိုသာအသုံးပြုပြီးတော့ချက်ပြုတ်နေခဲ့ပါတယ်။တာမန်ငါကရှော့လန့်နေတဲ့တာကြောင့်ညှိုရည်တောင်းရဲ့တန်မိုးကြီးဟင်းရာကိုဘလို့လို့ရှင်းနိုင်မှလဲလို့ဆိုပြီးအားလုံးကစိတ်ဝင်စားနေစောင့်ကြည့်နေကြတာပါ။ဒီလိုအချိန်မှပဲမန်ထန်ချောဆိုင်ကခိုင်းစေထားတဲ့လူယုံမာလေးကဟန်ဆောင်ခြေကြော်ကြသလိုလုပ်ပြီးစူးဝံရဲ့ဟင်းရည်အိုတွေကိုစားဖို့တဝက်လောက်အောက်တန်းချက်ချတွန်ချလိုက်ပါတယ်။အိုးကျွန်တော်တောင်းပန်ပါတယ်ခြေချော်သွားလို့ပါမင်းရွယ်ပါဘူးလို့ဟန်ဆောင်အော်ဟစ်နေတာပေါ့။ဒါပေမဲ့ဇူဝံကတော့တုံလှုံပြာရခတ်သွားခြင်းမရှိဘဲတည်ငြိမ်စွာနဲ့အရသာမှုန်တွေကိုထပ်ထည့်ပြီးတော့ဟင်းကိုပြင်ပါတယ်။လျိုရီတောင်ကတော့ဟင်းကပြင်လဲငံသွားပြီလို့ပြောတော့ဇူဝံကဟင်းချက်တာကတခြားကိစ္စတွေလိုပါပဲပြာရခတ်နေလို့အလကားပဲဖြည့်ရှင်းဖို့နီးလန်းရှာရမယ်လို့တည်ငြိမ်စွာပြန်ပြောလိုက်ပါတယ်။အချိန်ပြေလို့ဒိုင်နေမီဆန်တဲ့အခါလျိုရီတောင်ရဲ့ဟင်းရီကနိုးနေအောင်ပြေသွားပြီးအရသာအလုံးကောင်းမွန်နေခဲ့ပါတယ်။ဒါပေမဲ့စူးဝံရဲ့ငါးဟင်းရီကိုမြည်ကြည့်တဲ့အခါမှာလည်းနိုးနေအောင်ဝင်လက်နေပြီးတော့ညီနဲ့လုံးဝမရှိတဲ့အပြင်စားဖို့တဝက်လောက်လောင်းခံထားရပေမဲ့လုံးဝမငန်မင်းအလွန်ချုံငိမ့်ချုံမွနေတာကြောင့်အားလုံးအံ့ဩထိတ်လန့်သွားကြပါတယ်။မတရားကြံစည်ခဲ့တဲ့လူယုံမာတော်မှာငါစားတွေများကြီးထလိုက်တာဘာလို့လုံးဝမငန်တာလဲလို့မယုံနိုင်အောင်ဖြစ်သွားတာပေါ့။လူတွေကလည်းမယုံနိုင်ကြပါဘူး။ဒိုင်လူကြီးတွေကလည်းစပေါ်မွန်ဦးစောလုံးရဲ့အရေးချင်းကိုအတိမတ်ပြုပြီးဒုတိယဆင်ရလက်ကိုတရေလို့တရေဝင်ကြီးညာလိုက်ပါတယ်။ဒီရလက်ဖြစ်တဲ့တရေဆိုတာထွက်ပေါ်လာတော့တ िश ူနေတဲ့ပရိသတ်တွေကြားမှာအော်တောင်းနေဖြစ်သွားကြတာပေါ့
တချို့ကတန်မိုကြီးတော့ကောင်ဟင်းကြိုကိုချက်ခဲ့တဲ့စပေါ်မုန်းလူကပဲနိုင်တဲ့နယ်လို့ထင်မြင်ချက်ပေးကြသလိုတချို့ကလည်းမတရားထိခံလိုက်ရတဲ့စားငံနာကိုပါနဲ့စွာဖြည့်ရှင်းနိုင်ခဲ့တဲ့စူးဝံကပဲနိုင်တဲ့နယ်လို့ညင်းကုန်ကြပါတယ်ဒီအခါဒိုင်လူကြီးကအားလုံးပဲညင်းကုန်မနေကြပါနဲ့တော့ရလက်ကဆုံးဖြတ်ပြီးပါပြီစပေါ်မုန်းလူကအခြေခံပညာခိုင်မာလုံးသလိုစပေါ်မုန်းစုကလည်းတီထွင်ညံတက်မြန်လွန်တာကြောင့်နှစ်ယောက်စလုံးမှာအားသာချက်ကိုစီရှိနေကြတာပါမနက်ဖြန်ဘူလူပဲရဲ့ခေါင်းစဉ်ကတော့ဟင်းလျာကြီးပဲဖြစ်ပြီးတပွဲနဲ့အနိုင်ရှုံးဖြစ်ပါမယ်လို့တရားဝင်ကြေညာလိုက်ပါတယ်။ပြိုင်ပွဲကြီးကပုံမိုအကျိတ်နဲ့ရှိလာတော့မှကိုသိတဲ့ပရိသတ်တွေကတော့ဝမ်းသာအားရစောင့်မျှော်နေကြသလိုစပေါ်မုံမျိုးကလည်းဒီကောင်မလေးရဲ့တာမန်လှည့်ကွက်လေးတွေကိုမနက်ဖြန်လုံးဝခွင့်ရမပေးတော့ဘူးလို့မျက်နှာထားတီတီနဲ့ထွက်လာခဲ့ပါတယ်။မန်ထန်ချုံဆိုင်ရှင်ကျေးမန်ထန်ရောက်လာပြီးသူကလှည့်ကွက်တွေသုံးအောင်ပါပဲငါတို့တေချာပေါက်နိုင်မှာပါလို့ပြောပေမဲ့စပေါ်မုံမျိုးကတော့ဘာလဲကွမ်းမှမတုံးမင်းနဲ့ကိုယ့်ရဲ့တကယ်လက်ဆွဲစစ်စစ်နဲ့ပဲအနာယူပြမယ်လို့ပြပြတသားပြောလိုက်ပါတယ်။ပြိုင်ပွဲအပြီးထွက်လာတဲ့စူဝမ်ကိုမြို့ဝန်ရရှိကိုလျန်ကစားဟင်းရင်ငန်းနာကိုဘလို့ပြင်လိုက်တာလဲလို့မေးတော့စူဝမ်ကလည်းပဲမုံနဲ့ဝက်စီကိုတုံးပြီးစားငန်းနာကိုစုပ်ယူစီခဲ့တဲ့အပြင်ဟေးရီကိုပါပို့ပြီးတော့ပြစ်ခဲချုံမိသွားစီခဲ့တာလို့ဖြေပါတယ်။ကိုလျန်ကမင်းရဲ့ဉာဏ်ပညာကတကယ်ကိုချီးကျူးစရာပဲတစ်ချက်တော့နှစ်ချက်ပြပဲလို့ချီးကျူးစကားဆိုလိုက်ပြီးမနှက်ပြန်ကပူလူပွဲဆိုတော့ကျင်းမှန်ထန်ဒီညငိမ့်နေမှာမဟုတ်ဘူး။ပါဝင်ပစ္စည်းတွေကိုသူမတရားကြံစီသွားနိုင်တာကြောင့်ကိုရိုင်းတေချာစစ်ဆေးပါလို့သတိပေးပါတယ်။စူဝမ်ကလည်းကျင်းမှန်ထန်ရဲ့အောက်တန်းကြတဲ့အချင်းချင်းတွေကိုတည်ထားတာကြောင့်သူမဘက်ကလုံလောက်တဲ့ပစ္စည်းမှုတွေရှိနေကြောင်းတည်ငြိမ်စွာဖြေကြားလိုက်ပါတယ်။ဒါပေမဲ့တကယ်တမ်းညနေပိုင်းရောက်လာတဲ့အခါမှာတော့ကျင်းမှန်ထန်ခိုင်းစေထားတဲ့အကူလူယုံမာလီကရုပ်ကျင်းလုံဆိုင်ရဲ့တုံလောင်ခန်းတွေကိုတစ်စိတ်ခိုးဝင်လာခဲ့ပါတယ်။သူကပြိုင်ပွဲအတွက်တတိချာချာရွေးချယ်ပြင်ဆင်ထားတဲ့အကောင်းဆုံးဘဲကြီးတွေကိုတစ်စိတ်ယူဆောင်သွားခဲ့ပြီးဘဲစုစုပြပြကြီးတွေကိုငါယူသွားပြီးအယိုးကျကျဘဲပိန်ဦးကြီးတကောင်ထားခဲ့မယ်မနှက်ပြန်နင်းတို့ဘာနဲ့ရှင်ပြန်ကြမလဲကြည်ရသေးတာဘောလို့ဆိုကထပ်ပြေးသွားခဲ့ပါတယ်မနက်မိုးလေးလိုအကူချွန်းထောင်မိဖို့ကြောင့်နဲ့ရောက်လာချိန်မှာတော့ဘဲပိန်ဦးကြီးတကောင်နဲ့တာကျန်တာကိုတွေ့ရပြီးဟင်ငါတို့တေချာပြင်ထားတဲ့ဘဲတွေအကုန်ပြောက်ကုန်ပြီလို့អော်ပါတယ်ဇူအဖေလည်းရောက်လာပြီးဒီဘဲပိန်ဦးကြီးတကောင်နဲ့ဘာဟင်းရသွားချက်လို့ရမှာလဲလို့ပြောတာပေါ့စပေါ်မိုးလီကလည်းအချိန်ကလည်းမရှိတော့ဘူးငါတို့တော့ရှုံးတော့မှာပဲအဆက်ကွဲခံရမယ်စာပြိုင်ပွဲကနေလက်လျှော့လိုက်ကြရင်ကောင်းမလားလို့အားလုံးထိတ်လန့်တုန်လှုပ်နေကြတဲ့အချိန်စူးဝမ်ရောက်ရှိလာပြီးဘာဖြစ်နေတာလဲလို့မေးပါတယ်စူးအဖေကဝမ်အားငါတို့ဘဲအလဲခံထားရတယ်လို့ပြောတာပေါ့စူးဝမ်ကတော့ဘဲကိုသွားကြည့်လိုက်ပြီးအကြံရသွားကဘာတွေလက်တခြားဖြစ်နေကြတာလဲစပေါ်မူကောင်တယောက်ဆိုတာပါဝင်ပစ္စည်းတွေကိုဘယ်တော့မှရွေးချယ်မနေပဲတာမန်ဘဲပိန်တကောင်ကိုလည်းထိတ်တန့်ဟင်းလျာတပွဲဖြစ်အောင်ချက်ပြုတ်လို့ရတယ်လို့အားပေးစကားဆိုလိုက်ပါတယ်စူးအဖေကတော့ဝမ်အားရိုးရိုးပဲနဲ့ဘာချက်လို့ရမှာလဲလို့မေးတော့စူးဝမ်ကစပေါ်မူလီကျေးဇူးပြုပြီးရင်တွေတိုးလောက်တဲပေးပါလို့ခိုင်းပါတယ်စပေါ်မူလီကရင်တွေဘာချက်မလို့လဲလို့မေးတော့စူးဝမ်ကဒီနေ့ကျမရွှေရောင်ကျွတ်ရွာအယိုးလိုပဲဟင်းလျာချက်ပြုတ်ပြမယ်အယိုးလိုပဲဆိုတဲ့စကားကြောင့်အားလုံးအံ့ဩသွားပြီးဟင်ဒီလောက်ပိန်နေနေတဲ့ဘဲကိုကြီးတွေကအယိုးတွေကုန်ထုတ်ပြမယ်ဟုတ်လားလို့မယုံနိုင်အောင်မေးတာပေါ့ဒါပေမဲ့စူးဝမ်ရဲ့တည်ငြိမ်မှုကိုယုံကြည်တာကြောင့်တက်တက်ကြွကြွပဲဝမ်းဝကူညီပြင်ဆင်ပေးကြပါတယ်ပြိုင်ပွဲကျင်းပရာကွင်းမြင့်ကြီးထဲမှာတော့ကြီးစိုးတဲ့သူတွေအပြင်မြို့ဝန်ကူလျံဒိုင်လူကြီးတွေနဲ့တစ်ဖက်ကစပေါ်မုံမျိုးတို့ကလည်းယူချင်းလုံဆိုင်ဘက်ကလူတွေရောက်မလာသေးလို့မျှော်နေကြပါတယ်ကျင်းမန်ထန်ကတော့ဟာသူဒီနေ့မလာရတော့ဘူးထင်တယ်လက်လျှော့သွားပြီးမဟုတ်လားလို့လှောင်ပြောင်နေတော့မှပဲစူးဝမ်တို့ရောက်ရှိလာကြပါတယ်စူးဝမ်ယူလာတဲ့ဘဲပင်ကိုကြီးကိုမြင်တော့လူအုပ်ကြီးကဟေးဒီလောက်ပိန်နေနေတဲ့ဘဲကိုကြီးနဲ့လာပြိုင်တာလားနိုင်မှာမဟုတ်တာတီလို့ပြီးဆိုလေလာလောက်တာနေမှာပါလို့လှောင်ပြောင်ကြီးမောကြပါတယ်ဒါပေမဲ့ပြိုင်ပွဲစားတာနဲ့တပြိုင်နက်စူဝမ်ကသူမရဲ့လက်စွမ်းကိုပြသပါတယ်။သူမရဲ့လျင်မြန်တီးကြလာတဲ့ဓာတ်ကင်တွဲပုံနီးစနစ်တွေကြောင့်ဘဲအရီကိုလေးတစ်ချက်လေးတောင်မပေါက်ပြဲစီပဲနဲ့ဘဲတကောင်လုံးရဲ့အယိုးတွေကိုအမကန်ဖဲထုတ်စတော့ယူပြလိုက်နိုင်တာပါ။ဒီမြင်ကွင်းကိုကြည့်ပြီးလောင်ပြောင်နေတဲ့သူတွေအားလုံးပါစက်အဟောင်းသားနဲ့အံ့ဩသွားကြပြီးအိုးဟဲ့ရီတကယ်အမကန်မင်းဒီဓာတ်ရေးကစပုံမုံလီကိုထထောင်တာနေသေးတယ်။မျိုးတော်ကနန်းလေးစပူမှုတွေရှိမှတော့မှဒီလိုပညာမျိုးတစ်ခါမှမမြင်ဖို့ဘူးလို့ဆိုကချီကျူးတန်တွေအံ့ဩသွားကြပါလေစပူမှုမျိုးကလေစုဝံရဲ့လှောက်ရှားမှုကိုစိုက်ကြည့်ရင်တကယ်တော့သူ့ရင်ပွဲတွေတုန်းကတကယ်လက်စွမ်းအပြေကိုထုတ်မပြခဲ့တာပဲငါရဲ့ကြာပတ်နဲ့တင်ဘဲပေါင်းဟင်းညာကတေချာပေါက်နိုင်မင်းလို့ပြောလို့မရတော့ဘူးလို့ဆိုကစုဝံရဲ့ပါရမီကိုသဘောပေါက်သွားခဲ့ပါလေပြိုင်ပွဲကွင်းမြင့်ကြီးတစ်ခုလုံးမှာမွေးတိုင်လာတဲ့ဟင်းလျာအနှံ့သက်တွေတင်ပြနေခဲ့ပြီးစူးဝံကဘဲကိုစီနဲ့ကြော်လိုက်တာကြောင့်ဒေဟိုတွေကနေကျွရွာပြီးအပြင်ကရွှေရောင်ဝင်းလာအတွင်းကနူးညံ့နေတဲ့အယိုးလိုဘဲကြော်ရဲ့ရနံကပိုလို့တော့မွေးပြန်လာပါလေပရိသတ်တွေအားလုံးကလည်းတရေကြလာပြီးမဆောက်နိုင်အောင်ဖြစ်နေကြတာပေါ့မန်တန်ကျော်ဆိုင်ရှင်
ကျင်းမှန်ထံကတော့မဖြစ်နိုင်ဘူးဒီလိုပိန်နေနေတဲ့ဘဲအိုကြီးကဘလို့လို့ဒီလောက်မွေးရဟင်းနေရဖြစ်လာရတာလေလို့မယုံနိုင်စွာနဲ့ညှင်းဆန်နေပါတယ်အချိန်ပြေသွားကြောင်းခေါင်းလောင်းထိုးတန်ထွက်ပေါ်လာတာနဲ့တပြိုင်နက်စပေါ်မှုနဲ့အိုးစလုံးရဲ့ဟင်းနေရာတွေကိုထိုင်လူကြီးတွေရှိချပေးလိုက်ကြပါတယ်ထိုင်လူကြီးတွေကစပေါ်မှုတို့ရဲ့ကြာဘက်နဲ့တင်ဘဲပေါင်းကိုအရင်ဆုံးမီးဆန်းကြည့်လိုက်ဟာကြာဘက်ရဲ့နံလေးကအသားရဲ့ထိစိတ်ဝင်နေပြီးအသားနူးညံ့ကထာပနာပြေးသွားသလိုဝါရစ်စပေါ်မှုကြီးရဲ့အစင်အတန်းတိုင်းလုံးဝအပြစ်ပြောစရာမရှိအောင်ကောင်းမှုနည်းကြောင်းချီးကျူးပါတယ်ဒါပေမဲ့ကခဲနံနေတဲ့တီထွင်စမ်းသပ်မှုအပိုင်းမှာတော့နည်းနည်းလေးလိုအပ်နေသေးတယ်လို့သုံးသပ်ကြပါတယ်ဆက်ပြီးစူးဝံရဲ့ရွှေရောင်ကြွရွာအယိုးလိုဘဲကိုမီးစမ်းကြည့်ဖို့ပြင်ဆင်လိုက်တဲ့အခါမှာတော့ဓာတ်နဲ့လှီးပြက်လိုက်တာနဲ့ကြားရတဲ့ရွတ်ဆိုတဲ့ကြွရွာတန်လေးကြောင့်အားလုံးပဲအံ့ဩသွားကြပါတယ်အခွန်ကရွှေရောင်ဝင်းပြီးအလွန်ကြွရွာနေသလိုအတွင်းကအသားကလည်းလုံးဝအယူမပါပဲနူးညံ့ကသာပနာရတာတွေအပြည့်အဝစိတ်ဝင်နေတာကိုတွေ့ရပါတယ်ထိုင်လူကြီးတွေကတာမန်ဘဲပိန်ကိုဒီတကောင်ကိုဒီလောက်အမခံအဆင့်တန်းရောက်အောင်ချက်ပြုတ်နိုင်တာဟာတကယ်ကိုနှက်ဖက်ရလက်ဆွဲမှာပဲအတုံးမကြတဲ့ပစ္စည်းကိုအဖိုးတန်ရေနာဖြစ်ပြောင်းလဲနိုင်တာကမှတကယ်ကိုစပုံမိုးစစ်စစ်ရဲ့လက်ရပဲလို့တညီတညွတ်တည်းကြီးကျူးလိုက်ကြပါတယ်အဲဒီနောက်ဒိုင်လူကြီးတွေဟာဒီဟင်းချပြန်ပွဲကြီးရဲ့အပိသက်အနိုင်ရရှိသူအဖြစ်စူးဝံကိုတရားဝင်ကြေညာလိုက်တာပေါ့ချင်းရှိနေရဲ့ထိတ်တန်းစပုံမိုးအဖြစ်ယူကျင်းလုံးဆိုင်လေးကဂုံတိတ်ကကြီးမားစွာအောင်မဲခံနိုင်ခဲ့ပါတယ်ထိုအခါဝါရင်စပုံမိုးကြီးလျိုကစူးဝံရှိကိုရှောက်လာပြီးကျွန်တော်ရှုံးပါပြီမင်းရဲ့ဓာတ်ရည်ပညာနဲ့တီထွင်ဖန်တီးနိုင်စွမ်းကတကယ်ကိုထိတ်တန်းပါပဲမင်းရဲ့လက်စွမ်းကိုကျွန်တော်ရိုးသားစွာစိတ်ထဲကနေအပြည့်အဝလက်ခံလေးစားပါတယ်လို့ဆိုကပြိုင်ပွဲစည်းကမ်းအတိုင်းဂုံတိတ်ခါရှိဝန်ခံစကားဆိုခဲ့ပါတယ်။ဇူဝံကလည်းထောင်လွှားခြင်းမရှိပဲစပေါ်မိုးတို့ကမြောက်ပင်နေပါပြီ။ရှင်းရဲ့အခြေခံပညာကအလွန်နဲ့နေခိုင်မာပြီးကျမလည်းရှင်းစည်းကနေအများကြီးညင်ယူခဲ့ရပါတယ်လို့လေးစားစွာတုံ့ပြန်လိုက်ပါတယ်။ပရိသတ်တွေကလည်းအရှုံးကိုတတိရှိရှိလက်ခံခဲ့ပြီးအနိုင်ကိုတိတ်ခါရှိရှိယူတတ်ကြတဲ့သူတို့နှစ်ဦးရဲ့မုံမြတ်တဲ့စိတ်ထားကိုဝိုင်းဝန်းချီကျူးကြတာပေါ့။ဒါပေမဲ့အရှုံးမခံခြင်းနဲ့မန်ထန်ချုံဆိုင်ရှင်ကျင်းမန်ထန်ကတော့လူဟုတ်တွေကနေထွက်လာပြီးဒီပွဲကိုမတွက်ဘူးလုံးဝမတွက်ဘူးပုံမှန်တာမန်ဘဲသိမ့်မကောင်ကဘလို့လို့ဒီလောက်ရတာရှိမှလဲဒါသေးချာပေါက်လင်းလဲလှည့်ပြထားတာပဲပြိုင်ပွဲကမတရားဘူးလို့တောင်းကြအောင်ဟေးပါတယ်ပရိသတ်တွေကအရှုံးကိုဝင်းမခံတတ်တဲ့ကျင်းမန်ထန်ရဲ့အောက်တန်းကြတဲ့အမူအရာကိုဝိုင်းဝန်းကဲ့ရဲ့ကြသလိုဇူးဝံအပေါ်မှာလဲသူများကိုအခြေခံမရှိဘဲနဲ့ဆွဆွဲတာကကုံတဲ့တယောက်ရဲ့တိတ်ခါနဲ့မတန်ကြောင်ပြတ်သားစွာတတိပေးပါတယ်ဒီအချိန်မှာပဲမြို့ဝန်အရာရှိကူလျံကရှေ့ထွက်လာပြီးမင်းကတက်တေလိုချင်နေဆိုရင်တက်တေပြရတာပေါ့လို့ဆိုကမနေ့ကယူကျင်းလုံးဆိုင်ရဲ့တုံလောင်ခန်းထဲဝင်ပြီးတော့ဘဲကောင်းတွေကိုယူဆောင်သွားတဲ့အကူလူယုံမာလီကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်အကူကောင်လေးကလူအများရှိမှတုံ့လှုပ်စွာနဲ့ကျွန်တော်မှားပါပြီပြိုင်ပွဲမှာစဖို့မိုးဆူးတော့မယ်ဘဲကောင်းတွေကိုကိုးယူသွားဖို့မန်နေဂျာကျင်းမန်ထန်ကကျွန်တော်ကိုငွေပေးပြီးခိုင်းစီခဲ့တာပါလို့အမှန်တိုင်းထွက်ဆိုလိုက်တာကြောင့်ကျင်းမန်ထန်ရဲ့ကောက်ကျင်းမှုကြီးကအားလုံးရှိမှဘူးပေါ်သလိုပေါ်သွားခဲ့ရပါတယ်ဒိုင်လူကြီးကလည်းဟင်းချက်ပြိုင်ပွဲဆိုတာလက်စွမ်းပညာကိုရှင်းပြရုံနဲ့မကဘူးလူချင်းဝင်တိတ်ခါကိုပါရှင်းပြရတာဖြစ်တဲ့မင်းရဲ့လောက်ရက်ကချင်းရှိနယ်ကကုန်းတွေအားလုံးရဲ့မျက်နှာကိုအိုးမဲ့တုတ်လိုက်တာပဲလို့စီရင်ချက်ချကကျင်းမန်ထန်ကိုစူးဝမ်စီကိုလူအများရှိမှတရားဝင်တောင်းပန်ခိုင်းပြီးရုကျိန်လုံးဆိုင်ရဲ့နနာမှုတွေအတွက်ရော်ကြီးပေးစီတဲ့အပြင်ကုန်းတဲ့အတင်းကနေပါထုတ်ပယ်ပြလိုက်ပါတယ်အမှန်တရားပေါ်ပေါက်သွားချိန်မှာတော့တိတ်ခါရှိတဲ့စပိုမူကြီးလျိုကကျင်းမန်ထန်ကိုယွန်းရှားစွာကြည့်ပြီးခမည်းလိုလူနဲ့လောက်ပေါ်ကိုင်မှတ်ဖြစ်ရတာကျွန်တော်ရဲ့စပေါ်မူထားကိုညှဉ်းနှွမ်းစီရဲလို့ပြောကမန်ထန်ချိုးဆိုင်ကနေအပြက်ပြက်တတနှုတ်ထွက်သွားခဲ့ပါတယ်။အဲဒီနောက်လျိုရီတောင်ကစူးဝံနဲ့ပရိသတ်တွေကိုလေးလေးစားစားနှုတ်ဆက်ပြီးထွက်ခွာသွားတာပေါ့။အဆက်ကွဲသွားတဲ့ကျင်းမန်ထန်လေးမခံကြည့်မခံတာနဲ့စူးဝံကိုတောင်းပန်စကားဆိုပါတယ်။စူးဝံကလည်းရှော့ပါလေနိုင်ကြီးရှုံးကြီးဆိုတာအဓိကမဟုတ်ပါဘူး။အရေးကြီးဆုံးကလူတွေအားလုံးရတာရှိတဲ့ဟင်းညာတွေကိုစားသုံးနိုင်ဖို့ပါပဲ။နင့်နာကြီးတွေလည်းပေးစရာမလိုပါဘူး။နောက်ဆိုရင်ကိုယ့်အရေးချင်းနဲ့ကိုရိုးရိုးတသားပဲစီးပွားရှာကြပါလို့ခွင့်လွှတ်မှုနဲ့ပြောလိုက်ပါတယ်။သူမရဲ့မြင်မြင်လာတဲ့သဘောထားချင်းမှုကိုမြင်တွေ့လိုက်ရတဲ့ပရိသတ်တွေအားလုံးကလည်းယူကျင်းလုံဆိုင်ကိုပဲတစ်သက်လုံးအားပေးတော့မင်းလို့ထောက်ခံလိုက်ကြတာပေါ့။လှဲကွက်တွေတုံငယ်တဲ့ကျင်းမန်ထန်ကတော့မျက်နှာငယ်လေးနဲ့ထွက်ပြေးသွားခဲ့ရပြီးသူရဲ့မန်ထန်ကျောဆိုင်ကြီးကလည်းစပိုမှုမရှိတော့ပဲမကြခင်မှာပဲပိတ်သိမ်းရတဲ့ကံကြမ္မာစီကိုရောက်ရှိသွားခဲ့ပါတယ်။မန်ထန်ကျောဆိုင်ကြီးပိတ်သိမ်းသွားပြီးတဲ့နောက်မှာတော့နမဲကျော်ဝါရီစပိုမှုကြီးလျိုဟာယူကျင်းလုံဆိုင်စီကိုရိုးသားနှိမ့်ချစွာနဲ့ရောက်လာခဲ့ပါတယ်။ချွန်းတောင်နဲ့တွေ့တော့ဆရာကြီးလျိုဒီကိုဘာလို့ရောက်နေရလဲလို့မေးတာပေါ့။စပိုမှုလျိုကလည်းမင်းကလေးစပိုမှုစုနဲ့တွေ့ကြလို့ပါလို့ပြောတာနဲ့ဆိုင်လေးကိုခေါ်လာခဲ့ပါတယ်။စူးအဖေကြီးကဆရာကြီးလျိုဘာလို့ဒီကိုရောက်လာတာလဲလို့စီးကြုံနှုတ်ဆက်ပါတယ်။လျိုကြီးတောင်ကသူ့အနေနဲ့မန်ထန်ကျောင်းဆိုင်ပြီးသွားလို့သွားစီရနေရမရှိတော့တာကြောင့်ယူကျင်းလုံဆိုင်မှာနေပြီးကုညီပေးခြင်းကြောင့်မြစ်တာရက်ခံလာတော့စူးအဖေကလည်း
စပေါ်မိုးလိုရောက်လာတာကငါတို့ရုပ်ချင်းလုံဆိုင်ရဲ့စက်တည်ပါပဲလို့ဝမ်းသာအရာခရီးဦးကြိုပြူကအကောင်းဆုံးလက်ဖြစ်ရည်နဲ့အိတ်ခမ်းစီပါတယ်စပေါ်မူလီကလည်းထွက်လာပြီးဝိုင်းရေးစပေါ်မူကြီးလျိုရီတောင်ကိုအရင်ကတည်းကလေးစားခဲ့ကြောင်းပြောတော့လျိုရီတောင်ကနောက်ဆိုမီးဖို့ကြောင်တစ်ခုထဲမှာအတူလက်သွဲပြီးလို့ရတော့မှအချင်းချင်းကူညီကြတာပေါ့လို့ပြောလိုက်ပါတယ်စပေါ်မူလီကလည်းပညာရက်တွေကိုတင်ယူခြင်းကြောင့်ရိုးသားစွာပြောဆိုနေခြင်းစူးဝံရောက်လာပြီးလျိုရီတောင်ရဲ့တည်ရှိမှုကိုလေးစားစွာကြိုးစွရင်မီးဖို့ကြောင်ကိုဌာနနှစ်ခုခွဲခြားဖို့သူမရဲ့အကြံကိုပြောပြပါတယ်လျိုရီတောင်ကရိုးရာဟင်းလျာကြီးတွေကိုတာဝန်ယူပြီးသူမကတော့တီထွေစမ်းသစ်တဲ့ဟင်းလျာတွေကိုတာဝန်ယူမဲ့အကြောင်းရိုးရာအခြေခံကိုမပြောက်ပြက်စေပဲအသေးစမ်းတွေကိုပါပေါင်းဆက်ပြီးဖောက်တယ်တွေကိုရွေးချယ်စရာပုံများစီမဲ့အကြောင်းသေချာရှင်းပြလိုက်တော့လျိုရီတောင်ကလည်းအဟောင်းနဲ့အသေးပေါင်းဆက်တာဟာရေရှည်အောင်မြင်မှုရဲ့တောက်ကျက်ပဲလို့ဆိုပြီးသဘောကျစွာလက်ခံလိုက်ပါတယ်ယူကျင်းလုံးကိုလည်းအတူတူအောင်မြင်အောင်လှုပ်ဆောင်ကြမယ်လို့သဘောတူလိုက်ကြတော့တာပေါ့စပေါ်မိုးလိုရောက်ရှိလာတဲ့သတင်းကြောင့်အနီးအနားနယ်မြို့တွေကဖောက်သည်တွေပါရောက်ရှိလာပြီးယူကျင်းလုံဆောင်ရဲ့ရွှေရောင်တက်တရားမုံနဲ့တိမ်နွားအရေးရွှံဖတ်ထုတ်တွေကိုလာရောက်မိစမ်းကြည့်ရင်းနဲ့ချင်းရှိနယ်ရဲ့နမတ်တေစားတောက်ဆိုင်ကြီးအဖြစ်ပုံမနမဲကြော်ကြားလာခဲ့ပါတော့တယ်ထိုအချိန်မှာစူးဝံကတော့မီးဖို့ကြောင့်ရဲ့အုံနေရန်ကိုဖြိုချပြီးဖောက်သည်တွေအပြင်ကနေလှမ်းမြင်ရအောင်တက်တာတန်တိုင်းကန့်ကွက်လေးတွေကိုပြောင်းလဲတက်စီနေပါတယ်စပေါ်မူလူကမိဖို့ကြောင့်ဆိုတော့ပြင်မလူတွေဝင်ခွင့်မရှိတဲ့နေရာဖြစ်ပြီးဟင်းချက်နေလှုပ်ဝက်ချက်တွေကိုသူများကိုယူသွားမှစိုးရင်ရတယ်လို့ပြောတော့ဇူဝံကတကယ်ပညာရက်ဆိုတာဖုံးကွယ်ထားလို့မရသလိုလက်ဆင့်ကန်ရမယ့်အရာပါဖောက်တယ်တွေကမိဖို့ကြောင့်ရဲ့တန်ရှင်းတရားမှုနဲ့လက်ဆက်တဲ့ပေါင်ဝင်ပစ္စည်းတွေကိုမျက်မြင်တွေ့ရမှစိတ်ချလက်ချယုံကြည်စွာစားသုံးနိုင်မှဖြစ်တယ်လို့အဓိကအနှစ်သာရကိုလည်းဘယ်သူမှကိုယူလို့မရနိုင်ပါဘူးလို့ရှင်းပြပြီးဟင်းချက်တာဟာလူကျုံငယ်တိုင်းမှာပဲပွင့်လင်းရိုးသားမှခရီးရှိသွားနိုင်မှာပေါ့ဒါကိုပွင့်လင်းမိဖို့ကြောင့်လို့ခေါ်ကြောင်းသေချာရှင်းပြပါတယ်။ဒါအပြင်ဇူဝံကဆိုင်ရှိမှာဖောက်တယ်ရီအကြံပြုစာရေးသားနိုင်မဲ့အကြံပြုဝေဖန်ရေးဆိုင်ပုဂ္ဂိုလ်ပါချိတ်ဆွဲလိုက်ပါတယ်။ဖောက်တယ်ရီကဟင်းနီးရွက်တွေလက်ဆက်ပြီးတော့မိဖို့တွေတောက်ပြောင်တန်းရှင်းနေတာကိုမျက်မြင်တွေ့ရတာကြောင့်စိတ်အေးချမ်းသာစွာနဲ့ရွှေရောင်အယိုးလိုပဲဟင်းကိုတခဲနဲ့မှားယူစားသုံးကြပါတယ်။ဇူအဖေကလည်းယူသားတဲ့စီဝါရေးနဲ့တန်ရှင်းတရက်မှုကြောင့်ပုံမှန်ထက်ဖောက်တယ်30ရာခိုင်နှုန်းပိုများလာကြောင်းဝမ်းသာအရာမှတ်ချက်ပြုပါတယ်။အဲဒီစမ်းတဲ့နမဲကြောကြားမှုတွေကြောင့်ပြည်내စားတော့ကုန်အသင်းဥက္ကဋ္ဌဟူရန်ရှမ်းကိုယ်တိုင်ပြည်내မြို့တော်ကနေရောက်ရှိလာပြီးစူးဝံကိုပြည်내မြို့တော်စီဟင်းချက်ပညာဖလှယ်ဖို့အထူးဖိတ်ခေါ်လာခဲ့ပါတယ်။စူးဝံကတော့စဉ်းစားဆုံးဖြတ်ဖို့ရန်နေငယ်အချိန်ပေးဖို့အတွက်ယဉ်ကျေးစွာတောင်းဆိုလိုက်တာကြောင့်ဥက္ကဋ္ဌဟူရန်ရှမ်းကလည်းတဲခိုခံမှာစောင့်ဆိုင်နေမယ့်အကြောင်းပြောပြီးတော့နှုတ်ဆက်သွားခဲ့တာပေါ့။ရှာဒီဦးတူဥပြင်းလာတာနဲ့အမျှစူးဝံကပောက်တယ်တွေရင်အေးစင်မဲ့ဟင်းညာအသစ်အပြည့်နွားနိုနဲ့ကြက်ဥအဖြူအနှစ်ကိုပေါင်းပြီးစီးနှင်းပြော်ရည်မုံအင်းကိုတိထွင်ဖန်တီးပြန်ပါတယ်။ရေထဲကိုရန်စိမ့်ထည့်စိမ့်ပြီးအပူစောက်ယူကရေခဲဖန်တီးတဲ့နီလန်းကိုမြင်ရတော့ဝါရင်စပူမူလျိုကလည်းစောင်းထဲမှာရေခဲတူလောင်တာမျိုးမဟုတ်ပဲຫນွေရာသီမှာရေခဲဖန်တီးနိုင်တဲ့ဉာဏ်ပညာကိုအလွန်အမင်းအံ့ဩသွားခဲ့ပါတယ်။စီးနှင်းပွင့်လေးတွေလိုဖြူစင်နူးညံ့ပြီးပါဇက်ထဲထည့်လိုက်တာနဲ့အရေးပြောသွားတဲ့မုံအင်းလေးဟာချုံမြိန်မဲ့မအီလွန်းတာကြောင့်ဖောက်တယ်ရီအားလုံးအလွန်သဘောကျသွားပြီးမိသားစုတွေအတွက်ပါတခဲနဲ့ပါဆယ်ရီမှယူကြပါတော့တယ်။ပြည်내စားတောက်ကုန်အသင်းဥက္ကဋ္ဌဟူယွန်ရှမ်းကလည်းမီးစမ်းကြည့်ပြီးစူးဝံရဲ့တခါမှမကြဘူးတဲ့တီထွင်ဉဏ်ကိုမြင်ပြီးအလွန်အံ့ဩသွားကပြည်내မြို့တော်စီကိုလာရောက်ခဲ့ရင်တပြည်နယ်လုံးအမခန်းဖြစ်သွားလိမ့်မယ်လို့ထပ်မံတိုက်တွန်းပါတယ်။စူဝံကတော့ဒါရီဟာတာမန်လှည့်ကွက်တွေပါလို့နှိမ့်ချပြောဆိုပြီး၃ရက်အတွင်းအပိသက်အဖြေပေးပါမယ်လို့သဘောထားကြီးစွာတုံ့ပြန်လိုက်ပါတယ်။စပေါ်မွန်တို့ကလည်းချီးရှိနေရဲ့ဟင်းချက်ပညာကိုပြည်내အထိပြသဖို့အခွင့်အရေးကောင်းဖြစ်တာကြောင့်တွားရောက်ရှင်ပြိုင်ဖို့အတွက်တိုက်တွန်းအားပေးသလိုဥက္ကဋ္ဌဟူယန်ရှမ်းကလည်း၃ရက်တိတိတဲခိုခံမှာစောင့်ဆိုင်နေပါမယ်လို့ဝမ်းသာအားရပြောဆိုသွားခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအောင်မြင်မှုတွေရရှိနေချိန်မှာပဲဆိုင်တွင်ကဧည့်သည်တဦးဟာမုံအေးကိုစားသုံးမိတာနဲ့ဘိုက်အောင်နေလို့ဆိုကအော်ဟစ်ညီးသွားလာပါတယ်။အတူစားတဲ့၃ယောက်မှာတစ်ယောက်တည်းအဆိုးရွားဆုံးဖြစ်နေရကြောင်းကျန်တဲ့ဧည့်သည်တွေကပါထိတ်လန့်တုန်လှုပ်ကုန်ကြတာပေါ့။ဇူဝံကတော့အားလုံးပဲစိတ်အေးထားကြပါဒီကိစ္စကိုကျွန်မတေချာစုံစမ်းစစ်ဆေးပြီးအားလုံးကိုတိကျတဲ့ဖြေရှင်းချက်ပေးပါမယ်လို့ပြည်ငိမ်စွာပြောလိုက်ပါတယ်။စူးဝက်ပေကတယောက်ယောက်ကများတမင်နှောက်ယှက်တာလားလို့စိုးရိမ်တကြီးမီးနေတဲ့အချိန်ဧည့်သည်တွေကလည်းမစားရတော့ဘဲနဲ့ထပြန်ကုန်ကြတာပေါ့။စူးဝံကလက်ထောက်လေးချိုးနှောင်းကိုဆရာဝန်အမြန်ပြင့်ခိုင်းလိုက်ပြီးတော့မိဖို့ကြောင့်တကားတွေကိုတေချာစောင့်ကြည့်ဖို့နဲ့ဘသူ့ကိုမှဝင်ခွင့်မပြုနဲ့ပစ္စည်းတွေကိုလည်းဘာမှမထိနဲ့လို့အမိန့်ပေးလိုက်ပါတယ်။အဲဒီနောက်သူမကိုယ်တိုင်စားပြီးတော့စစ်ဆေးကြည့်ရဲ့အခါမှာတော့အရာသာကနည်းနည်းခါတက်နေပြီးကြံတဲ့ပုံးတွေနဲ့အယောင်အစင်းရောအနေအထိုင်မှမတူတာကိုသတိထားမိသွားခဲ့ပါတယ်။အပြင်ကလူတွေကတော့ယူကျင်းလုံဆိုင်ရဲ့ပစ္စည်းတွေကမတန်ရှင်းမှုလို့ဆွဆွဲနေကြပေမဲ့စူးဝံကတော့ဆိုင်ရဲ့တာဝန်ကိုလုံးဝတင်းရှောင်မှာမဟုတ်ကြောင်းတည်ငြိမ်စွာပြောလိုက်ပါတယ်။ခဏနေတော့
စပေါ်မူးလျိုထွက်လာပြီးစစ်ဆေးချက်အရာမုံအေးတဲ့ကိုတာမန်ဝမ်းနှုတ်စီမှုတစ်မျိုးကိုအလွန်ညံ့အောင်ကြိတ်ပြီးမတိမသားခတ်ထားကြောင်းပြောပါတယ်စူဝမ်ကတာဝန်ရှိသူတွေကိုအကြောင်းကြားထားပြီးဖြစ်တယ်လို့စူဝက်ပေကိုလည်းအပြစ်မရှိသူတွေကကိုယ်တိတ်ကာကိုတက်သေးပြနိုင်မှာပါအမှန်တရားဖော်ထုတ်ဖို့ကအရေးကြီးဆုံးပါပဲလို့အားပေးလိုက်ပါတယ်ဆရာဝန်ရောက်လာပြီးစစ်ဆေးပေးချိန်မှာတော့လူနာဟာအနေနဲ့အဆင်မပြေဖြစ်သွားတော့တာဖြစ်ပြီးတော့စိတ်နှစ်ချိန်လောက်တောက်လိုက်ရင်တက်တာသွားမှာပါလို့ပြောတော့အားလုံးစိတ်ကြီးသွားကြတာပေါ့မကြခင်မှာပဲတရင်ရရှိထားတဲ့မြို့ဝန်အရာရှိကူလင်ဟာရဲမတ်တွေနဲ့သူဆိုင်ကိုရောက်ရှိလာခဲ့ပါတယ်စူးဝမ်ကမိဖို့ကြောင့်တွေကမုံအေးမျက်နှာဖြင့်ဖြူဖြော့ပြီးတော့အနေအထိုင်မမှန်တာကိုကူလျံကိုပြလိုက်တော့ကူလျံကတကားနဲ့ပရင်ပေါက်တွေမှာအတင်းဖြက်စီဝင်ရောက်ထားတဲ့အရာတွေမရှိတာကြောင့်ဆိုင်ရင်းကလူယုံပဲဖြစ်ရမယ်လို့ကောက်ချက်ချလိုက်ပါတယ်ကူလျံကတရက်ခန့်ကိုထောင်ချောက်စိန်ဖန်မှုနင်းငန်းရှာရမယ်လို့ပြောတော့စူးဝမ်ကလည်းနွားတို့နဲ့အရေးသွေးမှန်မှန်ဖြစ်သွားတာကြောင့်မနေ့ဖြန်မှာမုံအေးကိုတောင်းပန်တဲ့အနေနဲ့အခမဲ့ကျွေးမွေးမယ်လို့သတင်းလွှင့်လိုက်ရင်တရက်ခန့်ကအခွင့်အရေးကိုယူပြီးထပ်မံလာရောက်ဖျက်ဆီးလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါကြောင့်ကူလျံကလည်းရဲမတ်တွေကိုအရိညာမှာမီးဖို့ချောင်းထဲမှာတိတ်တဆိတ်ကင်းမုံကိုစောင့်ဆိုင်နေခိုင်းခဲ့ပါတယ်တရင်ကြတာနဲ့တစ်ဖက်လူကလူယုံမာတွေကတော့ယူချင်းကုန်းကိုအပိဓာဖြစ်စီလို့ရတော့မင်းလို့ဆိုပြီးတက်ကြွနေတာပေါ့ညာနယ်ပိုင်းမှာတော့မီးဖို့ချောင်းလေးကိုလူတစ်ယောက်တိတ်တဆိတ်ဝင်ရောက်လာပြီးတော့ဆေးကပ်ပါတယ်ထိုအချိန်မှာကူလျံရဲ့ရဲမတ်တွေကလက်ပူးလက်ချက်ဖမ်းလိုက်ပါတယ်မီးဖို့ချောင်းထဲမှာလက်ပူးလက်ချက်ဖမ်းမိသွားတဲ့တရေခန့်ကိုကြည့်လိုက်တော့ယူချင်းလုံဆိုင်ကိုအစ်စ်ရောက်လာတဲ့အကူလောက်သားလေးဖြစ်နေကြတာပါအရာရှိကူလျံကဘသူခိုင်းတာလဲလို့စင်ပြီးတော့ကောင်လေးကအလွန်ကြောက်ရွံ့တောက်လောက်စားနဲ့ကျွန်တော်ပြောပါမယ်ကျွန်တော်အကုန်ပြောပြပါမယ်အသက်ကိုချမ်းသာပြီးပါယူကျင်းလုံရဲ့နာမည်ကိုဖျက်ဆီးဖို့မန်ထန်ချုံးကကျင်းမန်ထန်ကကျွန်တော်ကိုငွေပေးပြီးခိုင်းနေတာပါလို့အမှန်တိုင်းပြောပြပါတယ်ဒါကိုကြားရတဲ့စပုံမှုမျိုးကငါတိသားပဲကျင်းမန်ထန်လောက်ပဲဒီလိုအောက်တန်းချတဲ့ညီနံတွေအတုံးဝင်မလို့ပြောပါတယ်ကူလျံကလည်းခိုင်လုံးတဲ့တသေးထောက်ထားတွေရှိပြီးဖြစ်လို့မနှက်ပြန်မှလူလွတ်ပြီးတော့ရေးယူမဲ့အကြောင်းနဲ့စိတ်ချလက်ချနေဖို့စူဝံကိုအားပေးစကားဆိုခဲ့ပါတယ်ဆိုင်ပစ္စည်းတွေကိုတမင်နှောက်ယှက်ဖြစ်စည်းတဲ့သူရှိတာကိုသိလိုက်ရတဲ့ဖောက်တယ်တွေကလည်းယူကျင်းလုံဆိုင်ကိုအရင်ကားတက်တောင်ပို့ပြီးတော့ယုံကြည်သွားကြတာကြောင့်စူဝံကလည်းဟင်းညာတိုင်းကိုအကောင်းဆုံးဆက်လက်ချက်ပြုတ်ပြီးသွားပါမယ်လို့အာမခံလိုက်ပါတယ်ပိတ်မကြခင်မှာပဲကျန်းအိမ်တော်ကသခင်ကြီးကိုယ်တိုင်ဆိုင်ကိုရောက်ရှိလာပြီးတော့လာမဲလာမှာကြောက်ရောက်မဲ့သူ့ဖခင်ရဲ့အသက်80ပြည့်မွေးနေ့ပွဲအတွက်စားပွဲ20စားအိတ်ခံကျူးမွေးဖို့အတွက်လာရောက်ဆွေးနွေးပါတယ်စူဝံကယာတီလေးပါအိတ်ခံပွဲစီစဉ်ဖြစ်အဆင့်3ဆင့်ခွဲခြားစီစဉ်ထားပြီးလူကြီးလူငယ်အားလုံးတိုက်နှိပ်သက်စီမဲ့အကြောင်းကိုစိတ်သက်သေးစားစွာရှင်းပြလိုက်တာပေါ့သခင်ကြီးကလည်းအလွန်သဘောကျသွားခဲ့ပါတယ်တကယ်တမ်းမွေးနေ့ပွဲကျင်းပချိန်မှာလည်းနူးညံ့ပြီးတော့ရတာရှိတဲ့ဝက်လက်ပေါင်းဟင်းနဲ့ဘဘူးဆန်ဆန်တေးသားလှပတဲ့ဟင်းလျာရီကြောင့်ဧည့်သည်တွေအားလုံးကတခဲနဲ့ကြည်ကျူခဲ့ကြတာပါပွဲပြီးသွားတဲ့နောက်မှာတော့ကျန်းသခင်ကြီးကိုယ်တိုင်လာရောက်ပြီးကျေးဇူးတင်စကားဆိုခဲ့တယ်လို့သူ့ရဲ့မိတ်ဆွေတွေကညှိုးဆိုပေးခဲ့တာကြောင့်လာကုန်ပိုင်းအထိဆိုင်မှာဧည့်ခံပွဲရှစ်ပွဲအထိဇက်တိုက်လက်ခံရရှိသွားခဲ့ပါတယ်အလုံတွေများပြားလာတဲ့အခါစူးဝံနဲ့စပွန်မိုးကြီးလျိုတို့ချက်ပြုတ်ကိုတိုင်ပင်ကြပါတယ်စူးဝံကမိဖို့ကြောင့်ဖွဲ့သားတွေကိုဟင်းညာကြီးချက်ပြုတ်မဲ့အဖွဲနဲ့အေးပကံဟင်းချိုပြင်ဆင်မဲ့အဖွဲဆိုပြီးတော့နှစ်ဖွဲ့ခွဲခြားဖို့ပြောပါတယ်ဒီလိုစီမံမှုတွေကြောင့်စပုံမိုးလူကအပြင်ကနေအော်ရာလက်ခံရတဲ့စီးပွားရေးနဲ့လည်းဆိုင်မာလာစားတဲ့ဖောက်တယ်တွေနဲ့တူတူစီးပွားရေးကိုမထိခိုက်စေတော့ဘူးအပြင်အော်ရာလမ်းကြောင်းကိုပါဖွင့်လိုက်ရင်ငါတို့ရဲ့စီးပွားရေးကပိုတည်ငြိမ်လာမယ်ဆိုင်နဲ့လာစားတဲ့ဖောက်တယ်တွေကိုပဲအားကိုးနေရတော့မှမဟုတ်ဘူးလို့ပြောတော့ဇူဝံကလည်းနောက်ပိုင်းကျရင်ဒီလုပ်ငန်းကိုပိုပြီးချဲ့ထွေနိုင်တဲ့ဧကံပွဲမျိုးစားတွေကိုလည်းတဖြည်းဖြည်းပို့ပြီးတော့အသေးစိတ်ခွဲခြားသတ်မှတ်နိုင်မယ်လို့ပြောပြပါတယ်လျိုရီတောင်ကအသေးစိတ်ခွဲခြားမယ်ဆိုတာဘယ်လိုမျိုးလဲလို့မေးတော့ဇူဝံကမင်္ဂလာပွဲအတွက်ဧကံပွဲဆိုရင်ပျော်ရွှင်စရာကောင်းပြီးအခမ်းအနားနဲ့လိုက်ပတ်တဲ့ဟင်းညာတွေဖြစ်ရမယ်။မွေးနေ့ပွဲအသက်ရှည်စုတောင်းပွဲဆိုရင်နူးညံ့ပြီးစားရလွယ်တဲ့ဟင်းညာတွေဖြစ်ရမယ်။အိမ်တို့အိမ်သားတွေဆိုပြီးစားတဲ့ပွဲဆိုရင်တော့ဈေးနှုန်းတင်ပြီးတန်မိုးရှိရမယ်။ပွဲတိုင်းမှာသူ့အလိုက်စီစဉ်မုံစီစဉ်ကြီးတွေရှိတာပဲအားလုံးကိုတပုံစံနဲ့လုပ်လို့မရဘူးလို့ရှင်းပြပါတယ်။စပေါ်မူးလူကလည်းဒါကတော့ဟုတ်တယ်မင်းကတကယ်ကိုအဝေးကြီးစဉ်းစားတတ်တာပဲလို့ပြောနေတဲ့ချိန်ချွန်းတောင်ရောက်လာပြီးဖိတ်စာတစ်စောင်ပြီးကအမဝန်အားကျိုးဖူအချက်ပြုတ်တင်မှန်းကပို့ဖို့လာတဲ့စာပါကြားတာတော့ပြည်နယ်ရဲ့မြို့အတီးတီကနမဲကြီးစပုံမူတွေအားလုံးတက်ရောက်မယ်လို့ပြောတယ်လို့ပြောပါတယ်စပုံမူလူကလည်းမင်းသာတော့ရင်တော့ပထမစုကိုတေချာပေါက်ရနိုင်တဲ့ဖုန်မျိုးကလူတွေကလည်းငါတို့ချင်းရှိဒေတာရဲ့အချက်ပြုတ်ပညာဘယ်လောက်ကောင်းလဲဆိုတာသိသွားကြမှာလို့ပြောတော့ပေါ့အဲဒီနောက်မှာတော့စူဝံကမျိုးအရာရှိကိုလျံကိုဖုန်မျိုးကဖိတ်စာကိုကျမပြန်ညင်းထားပြီလို့ပြောပြတာကြောင့်ကိုလျံကလည်းညင်းလိုက်တယ်ဒါကနမဲကြော်ကြဖို့အခွင့်အရေးကောင်းကြီးနော်လူအများကြီးကဒီခွင့်ရရဖို့စောင့်မျှော်နေကြတာနှမျောစရာကောင်းတယ်လို့ပြောတာပေါ့ဆိုးဝံကတော့ကျမသိပါတယ်ဒါပေမဲ့ဖုန်မြုပ်ကိုသွားပြီးတော့နမဲကျော်ဖို့ပြိုင်လာထက်ချင်းရှိဘက်ကလုပ်ငန်းကိုကောင်းကောင်းတွေ့ဆောက်တာကပိုကောင်းတယ်လို့ထင်နေ
တယောက်တည်းနာမည်ကျော်ကြပြီးအောင်မြင်သွားတာထက်ရီကျန်းလုံးကိုအခြေခိုင်ခိုင်နဲ့တိဆောက်ခြင်းနေတယ်နောက်ထပ်တပည့်တွေလည်းအများကြီးပို့ပြီးတော့ဝေးဖွားခြင်းနေတယ်ချင်းရှိခရိုင်မှာရှိတဲ့လူတိုင်းကစားခြင်းစရာကောင်းတဲ့စားစာတွေကိုစားနိုင်ကြမယ်ဆိုရင်ပြည်သူတွေရဲ့နေ့စဉ်ဘဝလည်းပိုပြီးရတာရှိလာမှာပေါ့လို့ရှင်းပြပါတယ်ကူလျန်ကမင်းပြောတာမှန်နဲ့မင်းလို့စဖို့မှုမျိုးရှိနေတာကချင်းရှိအတွက်တကယ်ကံကောင်းခြင်းပါပဲလို့ကြည်ကျူတာကြောင့်စူဝမ်ကလည်းအချက်ပြုတ်ပညာရဲ့တန်မိုးဆိုတာပွဲတစိတ်တွေနမဲကြောကြားမှုတွေဘလောက်ရထားလဲဆိုတာမဟုတ်ဘူးလူတွေပို့ပြီးတော့ဘလောက်များများပေါ်မှာစိတ်နှွေးထွေးစေတဲ့အစားအစာပကံစားခွင့်ရအောင်လုပ်ပေးနိုင်လဲဆိုတာပါပဲတကယ်တန်မိုးကအဲ့ဒါပဲလို့သူမရဲ့ရည်ရွယ်ချက်ကိုပြောပြပါတယ်ဒါကိုကြတော့ကူလျန်ကသူ့ရဲ့စိတ်ထဲကစကားတွေကိုဖွင့်ပြောဖို့ပြင်ဆင်လိုက်ပြီးဝမ်ဟာကိုစဉ်းစားနေတာကြာပြီးဖြစ်တဲ့စကားတစ်ခုကိုဒီနေ့ပြောခြင်းနဲ့ကိုမင်းကိုသဘောကျတယ်ချင်းရှိနယ်လေးကနေယူချင်းလုံဆိုင်ကိုစောက်ရှောင်ရင်းနဲ့ကိုနဲ့အတူရှိပေးနိုင်မလားလို့မေးလိုက်ပါတယ်စူးဝမ်ကခေါင်းငိမ့်ပြတော့သူကပြုံးလိုက်ပြီးစူးဝမ်ရဲ့လက်ကလေးကိုကိုင်ကနောင်တစ်ချိန်ပါခက်ခဲပဲကြုံရမင်းရဲ့အနာမှာကိုမျက်ရှိနေပြီးပါမေးလို့ကတိပေးတာပေါ့စူးဝမ်ကလည်းကြည်နိုးစွာပြုံးပြရင်ရှင်ရှိနေမှာတော့ပိုကောင်းသွားမှာပေါ့လို့ပြောပြီးအိမ်ရောက်ရင်အဖေကိုအရင်မှပြပြလိုက်မယ်လို့ပြောတော့ဂူလျန်ကလည်းကောင်းပြီတရက်ကြရင်လူကြီးဆောင်ရနဲ့တရားဝင်လာတောင်းမယ်လို့ပြောလိုက်ပါတယ်မကြခင်မှာပဲမင်္ဂလာရှိတဲ့နေကောင်းရဲ့သားလေးတရက်မှာအောင်သွေတော်နဲ့ကူလျန်တို့ရောက်ရှိလာပြီးကူလျန်ကစူဝဖေထံကိုရှိုးသေးစွာနဲ့ကျွန်တော်ကူလျန်ကျင်းဝမ်အားကိုတရားဝင်လက်ထပ်ခွင့်တောင်းပါတယ်ရောက်ခမတဘောတူပေးပါလို့တောင်းဆိုလိုက်တာပေါ့စူအဖေကလည်းကောင်းပြီငါဒီနေ့ကိုမျှော်လင့်ရကြပြီဝမ်အားကိုမင်းကောင်းကောင်းဆောက်ရှောက်ပြီးမှမလို့ငါစိတ်အေးရပါပြီလို့ဝမ်းသာအားရခွင့်ပြုလိုက်ပါတယ်အောင်သွေတော်ကဒီလာတွေကရက်ကောင်းရက်မြတ်တွေကိုပြတော့စူအဖေကဝမ်အားသမီးပဲရက်ကြိုက်လဲလို့မိပါတယ်ဝမ်အားကသူတို့ရဲ့မင်္ဂလာပွဲကိုရှာဒီကိုတို့တာယာပြီးတော့စီကားတဲ့စောင်းဦးပေါင်းနေမှာကျင်းပဖို့ရွေးချယ်လိုက်ပြီးကူလျန်ကလည်းစူးဝမ်အပေါ်တတလုံးသစ္စာရှိစွာနဲ့စောင့်ရှောက်သွားပါမယ်လို့ကတိသစ္စာပြုခဲ့တာကြောင့်ပတ်ဝန်းကျင်ကမိတ်ဆွေတွေအားလုံးကဆိုင်ရှင်မလေးနဲ့မြို့ဝန်ရရှိတို့ဟာနတ်ပန်စင်နဲ့ဖူးစာရှင်တွဲဖက်လေးပါပဲလို့တကယ်နဲ့ဂုဏ်ပြုကြပါတော့တယ်စီဇက်ပွဲအောင်မြင်သွားတဲ့နောက်မှာတော့စူးဝမ်ကဆိုင်ရင်းမှာစားသုံးနေကြတဲ့ဖောက်တယ်တွေကိုကျေးဇူးတင်တဲ့အနေနဲ့ဒီနေ့စပွဲတိုင်းကိုမင်္ဂလာမုတ်တပတ်ကန်စီအခမဲ့ထည့်ပေးပါမယ်လို့ဝမ်းသာအားရကြေညာလိုက်ပါတယ်။ဒါအပြင်မင်္ဂလာအခါသမယအထိမ်းအမှတ်အဖြစ်နောက်ပိုင်းယူချင်းလုံဆိုင်မှာမင်္ဂလာအိတ်ခဲမွေလာရောက်မှယူသူတိုင်းကိုအချို့ပွဲစားပွဲတခင်နဲ့မင်္ဂလာကိတ်မုတ်တလုံးအခမဲ့လက်ဆောင်ပေးပါမယ်လို့ထပ်ဆောင်ကမ်းလှမ်းလိုက်တာပါ။ဒီတဲ့ရင်ကိုကြတော့ဖောက်တယ်တွေကအလွန်သဘောကျသွားပြီးလာမေးလာမှာတားဖြစ်သူမင်္ဂလာဆောင်တော်မဲ့ဖောက်တယ်ကြီးတူကချက်ချင်းပဲအသိစိတ်စီးမုံတွေကိုစုံစမ်းမင်းမြန်းပါတော့တယ်။ဝါရင်စပိုမူကြီးလျိုကလည်းစူးဝံကိုလှိုင်းလဲစွာဂုံပြူစကားဆိုရင်းနဲ့မိဖို့ကြောင့်ကိစ္စဝါဝါကိုသူ့စီမှာစိတ်ချလက်ချအနံထားပြီးမင်္ဂလာပွဲအတွက်သာစိတ်အေးချမ်းသက်သာစွာပြင်ဆင်မှုတိုက်တွန်းခဲ့ပါတယ်။အဲဒီနောက်စူးဝံကဖခင်ဖြစ်သူစူးအဖေကိုသူမရဲ့နောက်ထပ်ရည်မှန်းချက်တစ်ခုအကြောင်းဖွင့်ဟပြောပြပါတယ်။အဲ့ဒါကတော့ဆိုင်နောက်ဖေးဝင်နေမှာစင်ရန်တွမ်းပါတဲ့ကလေးငယ်တွေအတွက်အခမဲ့ဟင်းချက်တင်တဲ့ကြောင့်တကူဖွင့်လှစ်ခြင်းနဲ့ဆိုတဲ့အကြောင်းမှာအစာပိုင်းမှာစူးအဖေကမိဘဘိုးဘေးစင်စံလက်ဆင့်ကမ်းလာတဲ့ပညာရက်တွေကိုပြင်ပလူတွေစီကိုအခမဲ့သင်ပေးဖို့တောင်းဆိုနေကြတာပေါ့ဒါပေမဲ့စူးဝံကတော့ပညာရက်တွေကိုဖုံးကွယ်ထားရင်တဖြည်းဖြည်းတိမ်ကောသွားမှာပဲတကယ်ပညာရက်ဆိုတာလက်ဆင့်ကမ်းဖြန့်ဝေရတာဟင်းကောင်းကောင်းချက်တဲ့သူများလာလေးချင်းရှိနေရဲ့စားတော့ရည်တွေကပုံမကောင်းမွန်လာပြီးကျမတို့ယူချင်းလုံးရဲ့ဂုံတရင်ကလည်းကြီးမားလာလိမ့်ပဲလို့သဘောထားကြီးစွာရှင်းပြပါတယ်ဖခင်ဖြစ်သူကလည်းတမီးရဲ့အမျှော်မြင်ကိုသဘောပေါက်သွားပြီးလိုအပ်တဲ့ငွေကြေးနဲ့လူအင်အားကိုအပြည့်အဝပံ့ပိုးပေးမယ်လို့သဘောတူလိုက်တာပေါ့ဒီအစီအစဉ်ကိုကြားတဲ့စပုံမူးမျိုးကလည်းသူကိုယ်တိုင်ဒုတိယနီးပြားဖြစ်တာဝန်ယူပြီးကလေးတွေကိုဓာရိပ်ပညာနဲ့ရိုးရာဟင်းရာတွေသင်ပေးမယ်လို့တက်ကြစွာကမ်းလှမ်းလာပါတယ်။စူးဝံကလည်းသူမရဲ့တီထွင်စမ်းသပ်မှုအယူအဆတွေနဲ့တွဲဖက်တင်ကြပြီးရင်အကောင်းဆုံးဖြစ်သွားမယ်လို့ဆိုကဝမ်းသာတကြောစွာလက်ခံလိုက်ပါတယ်။သင်တန်းကြောင့်ဖွင့်လှစ်တဲ့ပထမဆုံးနေ့ရက်မှာတော့စူးဝံကစင်ရန်တွမ်းပါတဲ့တပည့်လေးတွေကိုအရေးကြီးဆုံးပထမဆုံးသင်ခန်းစာအဖြစ်အင်ချက်ပညာမသိငင်ကိုချစ်တရားကိုအရင်သင်မှာဟင်းမချက်ခင်လူကောင်းတစ်ယောက်ဖြစ်အောင်အရင်စူးစမ်းပါဆိုတဲ့အခြေခံကျင့်ဝတ်ကိုလေးလေးနက်နက်မှာကြားပါတယ်။တစ်ချိန်တည်းမှာပဲစပိုမူးမျိုးကလည်းကလေးတွေကိုဓာတ်ကင်တွေပုံအခြေခံငါစပြီးတိတိကျကျလေ့ကျင့်ပေးခဲ့သလိုဇွဲဝရိယရှိရှိစူးစမ်းရင်6လနဲ့အခြေခံပိုင်နိုင်ပေမဲ့ပြင်းကြီးပေါ်ဆရင်တော့10နှစ်ကြာတာတော့တက်မြောက်မှာမဟုတ်ဘူးလို့ဆုံးမခဲ့ပါတယ်။ရက်ွက်ထဲကလူတွေကလည်းကလေးတွေကိုငွေကြေးထောက်ပံ့တာတဲ့စောင်းဝတ်နေရေးအတွက်အသက်မွေးဝမ်းကြောင့်ပညာရည်တင်ပေးတာကအများကြီးပိုတက်မိုးရှိတယ်ဆိုပြီးစူးဝံရဲ့စေတနာကိုအလွန်ကျေးဇူးတင်ချီးကျူးကြတာပေါ့သူတို့ရဲ့ကလေးတွေကိုပါတင်နန်းလာအပ်ဖို့အတွက်ဆက်ရထက်သန်နေကြကြပါတယ်မကြခင်မှာပဲမျိုးဝန်ယုံကနေစူးဝံတို့ရဲ့တင်နန်းကျောင်းလေးဟာပြည်သူကိုအကျိုးပြုပြီးချိရှိနေတဲ့အတွက်စံပြဖြစ်ကြောင်းချီးကျူးဂုဏ်ပြုလာပေးပူလာခဲ့ပါတယ်
ထိုအချိန်မှာပဲမြို့ဝန်ကူလျံကိုယ်တိုင်ရောက်ရှိလာပြီးတင်နန်းကြောင့်အစဉ်ပြေပြေဖွင့်လှစ်နိုင်လို့ဂုံညိုချောင်းပြော့တော့စူးဝံကလည်းကူလျံရဲ့ဂရုတစိုက်ကူညီပေးမှုအတွက်ကျေးဇူးတင်စကားပြန်ပြောခဲ့ပါတယ်။စပိုမူလူကလည်းရောက်လာပြီးကူလျံကိုတင်နန်းသားလေးတွေပထမဆုံးချက်ပြုတ်ထားတဲ့မုံလေးတွေကိုမီးဆန်းဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။ကူလျံကလည်းကောင်းပါပြီးမီးကြည့်ရတာပေါ့လို့လက်ခံလိုက်တာပေါ့။စူးဝံနဲ့စပိုမုံလူတို့ဟာကလေးတွေကိုအနီးကပ်သေးချတင်ကြပေးကြပါတယ်။အဲဒီနောက်စပိုမုံလူကအနီးအနားနယ်မြို့တွေကပါကလေးတွေလာအပ်ဖို့စုံစမ်းနေကြတယ်လို့ပြောတော့စူးဝံကလောဘမကြီးပဲလက်ရှိတပည့်လေးတွေကိုပညာတတ်မြောက်သည့်အထိအရင်ဆုံးစစ်ရှိလက်ရှိသင်ကြားပေးရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့အားလုံးစောင့်မျှော်နေကြတဲ့စူးဝံနဲ့မြို့ဝန်ကူလျံတို့ရဲ့မင်္ဂလာဧည့်ခံပွဲကြီးကိုတက်တည်ရရှိစွာကျင်းပပါတော့တယ်။တက်ရောက်လာကြတဲ့ဧည့်သည်တော်တွေအားလုံးကသူတို့နှစ်ဦးကိုနတ်ဖန်စင်နဲ့ပူဇာရှင်တွေဖြစ်ကောင်းချီးပေးချီးကျူးခဲ့ကြတာပါ။မိဘကြောင့်နဲ့မှာတော့စပုံမှုမျိုးကမင်္ဂလာဧည့်ခံပွဲဟင်းလျာတွေကိုအမှားအယွင်းမရှိစေဘဲပူပူနွေ့နွေ့အကောင်းဆုံးတည်ကင်းဧည့်ခံနိုင်မှုအတွက်တိကျစွာကြီးကြပ်ပေးနေခဲ့ပါတယ်။ဧည့်သည်တွေကလည်းနူးညံ့မြေရသားရှိတဲ့ဟင်းလျာတွေကိုစားသုံးရင်ပြည်နယ်မြို့တော်ကစိုင်ကြီးတွေထက်တောင်လက်ရပူကောင်းတယ်လို့တကယ်နဲ့ချီးကျူးကြပါတယ်။မင်္ဂလာဝဲကျင်းပနေချိန်ကိုလျံကစပုံမှုမျိုးကိုပြင်ပန်းမှုအတွက်ကျေးဇူးတင်ပါတယ်လို့ဆိုကမင်္ဂလာတည်ရတဲ့ခွက်ချင်းရင်ခဲ့သလိုစိုးဝံရဲ့နာမကိုလည်းကပ်ပြီးမင်းကိုလက်ထပ်ခွင့်ရတာဟာကိုဘွားရဲ့အကြီးမားဆုံးပျော်ရွှင်မှုပါပဲလို့လိုက်လဲစွာဖွင့်ရစကားဆိုခဲ့ပါတယ်။ဒီလိုဝမ်းမြောက်ပျော်ရွှင်ပွဲမင်္ဂလာပွဲကျင်းပနေတဲ့အချိန်လေးမှာပဲပြည်내အရာရှိသခင်ကြီးကျိုးစေလို့လိုက်တဲ့အထူးတန်တမန်တဦးဟာရုတ်တရက်ရောက်ရှိလာပါတယ်။ပြည်내နန်းတွင်စပိုးဆောင်ရဲ့ထိတ်တန်းနီးပြချုပ်ရာထုကိုသခင်မလေးစူးဝံအတွက်အမြဲတမ်းအသင့်ရည်စူးထားကြောင်းထုတ်ပေါ်ကြေညာလိုက်တာပါ။စူးဝံကတော့ယဉ်ကျေးစွာနဲ့ပဲအရာရှိမင်းရဲ့စေတနာကိုအများကြီးကျေးဇူးတင်ပါတယ်။ဒါပေမဲ့ကျမဒီနီးပြချုပ်ရာထုကိုလက်ခံနိုင်မှာမဟုတ်ပါဘူးလို့ညင်းလိုက်ပါတယ်။အထူးတမန်ကဟင်နန်းတွင်းစပိုးဆောင်ကယာရုကြီးကိုတကယ်ညင်းလိုက်တာလားလူတိုင်းလိုချင်နေတဲ့ယာရုကြီးကိုထပ်ပြီးစဉ်းစားပါအောင်သခင်မလေးစူရဲ့လို့အံ့ဩတကြီးနဲ့မိတာပေါ့။စူးဝံကတော့ကျမကလွတ်လပ်လပ်နဲ့ရိုးရှင်းတဲ့ဘဝမှာနေသားကြနေရပါတင်းကျပ်တဲ့စည်းကမ်းပေါင်းတွေကိုမနစ်သက်ပါဘူးချစ်ရတဲ့မိသားစုမိတ်ဆွေတွေနဲ့အတူဒီဆိုင်လေးထဲမှာပဲစည်းကမ်းပေါင်းတွေကိုကြော်ဖြတ်ပြီးတော့အေးအေးချမ်းချမ်းအတူတူဖြတ်သန်းနေရတဲ့ဘဝကကျမအတွက်အကောင်းဆုံးပါပဲလို့ပြုံးရွှင်စွာနဲ့ရှင်းပြလိုက်ပါတယ်ထို့အခါအထူးတမန်ကလည်းစူးဝံရဲ့စိတ်ထားကိုအလွန်လေးစားသွားတာကြောင့်နှုတ်ဆက်ထွက်ခွာသွားခဲ့ပါတယ်ဧကန်ဝဲကလူတွေကလည်းထိတ်တန်းအရာရှိရာလူကိုဆွတ်လို့ပြီးရှိနေမှာပဲဆက်နေပြီးတဲ့စူးဝံကိုဝမ်းသာအားရဂုဏ်ပြုချီးကျူးကြတာပေါ့ဝဲပြီးဆုံးလို့ဧည့်သည်တွေပြန်သွားချိန်မှာတော့စူးအပေကစူးဝံကိုတနေ့လုံးပြင်ပန်းနေပြီးအနားယူတော့လို့ဂရုတစိုက်နေပြောပါတယ်စပိုမူးလိုကလည်းမိဖို့ချောင်းကိုသူ့ဘာသာသူကြည့်ပြီးတော့တန်ရှင်းလုပ်လိုက်ပါမယ်အပေါ်ထက်တက်ပြီးတော့နားပါတော့လို့ပြောလိုက်တာပေါ့ဇူဝံကလည်းဒီနေ့ပြင်ပန်းသွားပါပြီဆရာလို့ကျေးဇူးတင်စကားဆိုလိုက်ပါတယ်ကိုလျံနဲ့နှစ်ယောက်တည်းရှိချိန်မှာတော့ကိုလျံကတကယ်တော့မင်းကိုအတွက်ကြောင့်လည်းဒီလောက်ကောင်းတဲ့ခွင့်ရေးကြီးကိုဆွတ်လွတ်စရာမလိုပါဘူးမင်းတကယ်သွားချင်ရင်ကိုအဲ့ဒီကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်မှုလျှောက်ထားလို့ရပါတယ်လို့ပြောပါတယ်ဇူဝံကတော့ရှင့်အတွက်ကြောင့်ဆွတ်လွတ်တာမဟုတ်ပါဘူးကျမကိုယ်တိုင်ကဒီလိုရိုးရှင်းအေးချမ်းတဲ့ဘဝလေးကိုမျက်နှိုးလို့ပါကျမလိုချင်တာကယာရုပုံသိခါနဲ့ဝင်ငွေအများကြီးမဟုတ်ဘူးလေချီရတဲ့သူနဲ့တူအေးချမ်းတဲ့ဘဝလေးကိုတိစောက်ချင်တာပါလို့ပြောတော့ကူလျံကလည်းမင်းကိုလက်ထပ်ခွင့်ရတာဟာကိုဘဝရဲ့အကြီးမားဆုံးကံကောင်းမှုပါပဲလို့လိုက်လဲစွာပြောလိုက်ပါတယ်စူးဝံကလည်းရှင်ရှိနေမှာတော့ကျမရဲ့အိမ်လေးကပိုပြီးပြည့်စုံသွားတာပါလို့ကြည်နူးစွာပြန်ပြောလိုက်ပြီးဒီကိုစားရောက်လာတော့ကဗလာချင်းနေတဲ့ဆိုင်အပြက်လေးနဲ့စိတ်ညစ်ခဲ့ရပေမဲ့အခုတော့နှွေးထွေးတဲ့ချစ်ချင်းမြတ်တာတွေနဲ့အတူရှေ့လျှောက်ဘဝကပိုပြီးလှပတာလို့မင်းလို့ပြောလိုက်ပါတယ်ရန်နေငယ်အကြမှာတော့စူးဝံဟာကျေးလက်ဒေတာကရွာလေးတရွာစီကိုရောက်ရှိနေပါတယ်ရွာတကြီးကစပိုမိုးစုဒီလောက်ဝေးတဲ့နေရာကိုဘာကိစ္စများရှိလို့ရောက်လာတာလဲလို့စီးကြိုနှုတ်ဆက်တာပေါ့ဇူဝံကကျမဒီနေ့ရွာကလူတွေကိုစံကြံပြောင်းကျန်းတွေနဲ့တောရိုင်းဟင်းရွက်တွေကိုတုံးပြီးအရသာရှိရဲ့မုံတွေလုံပြီးအခမဲ့လာတင်ပေးတာပါအဲ့ဒီမုံတွေကိုမြို့တက်ရောက်ပြီးဝင်ငွေရှာလို့ရတာပေါ့လို့ရှင်းပြတော့အားလုံးဝမ်းသာတော့ကြပါတယ်ရွာတကြီးကလည်းရွာမှာစံကျန်းတွေအများကြီးရှိပေမဲ့စားမကောင်းလို့ပွေးထဲမှာနှိမ့်တိုင်းပစ်ထားရတာနှမျောစရာကောင်းကြောင်းပြောပြပါတယ်စူးဝံကပထမဆုံးအနေနဲ့ကောက်နှံစုံမုံပြော့လုံးကြီးကိုစတင်ပြသခဲ့ပါတယ်ကောက်နှံစုံဂျုံမုံနဲ့ဂျုံမုံအဖြူကို3စား1စားအချိုးအတိုင်းရောဆက်ရမယ်ပြီးရင်အပြားလေးတွေညင်ညာလှိမ့်ပြီးပေါင်းဝထဲမှာ15မိနစ်လောက်ပေါင်းနိုင်ရင်ရပြီလို့ရှင်းပြတော့အဖွားကိုကြီးတွေကတေချာမှတ်သားကြတာပေါ့ဆက်လက်ပြီးတော်ရိုင်းဟင်းရွက်တွေကိုအရသာရှိအောင်ကြော်တဲ့နီလန်ကိုပြသရမှာဟင်းရွက်တွေရဲ့ခါတက်တဲ့ရတာပျောက်သွားအောင်ရေနှွေးဖြောပြီးတော့အရင်အယောင်ချွတ်ရမယ်ပြီးမှကောက်နှံစုံဂျုံမုံနည်းနည်းရောပြီးအပြင်ကကျွတ်ရွပြီးအတွင်းကနူးညံ့သွားတဲ့တီကြော်ရမယ်လို့တေချာတင်ကြပေးပါတယ်ရွာသားတွေကမုံတွေကိုမီးစမ်းကြည့်တဲ့အခါမှာတော့အရန်မွေးပြီးတော့စားလို့ကောင်းတာပဲအရင်ကခါတက်တက်ဖြစ်နေတဲ့တောရွက်တွေကအခုတော့အရန်မွေးပြက်ပြီးတော့
မုံပြော်လေးတွေကလည်းချော်ငင်ပြီးလုံးဝမကြမ်းတော့ဘူးကလေးတွေလည်းရတာရှိတဲ့မုံတွေကောင်းကောင်းစားရတော့မင်းလို့ဝမ်းသာမြေကြီးကြမတဲ့ဖြစ်သွားကြပါလေဇူဝမ်ကတော့ရွာမှာလုပ်ပြီးသားမုံတွေကိုယူကျင်းလုံးဆိုင်စီကိုယူလာခဲ့ရင်ဆိုင်ကနေကိုညီပြီးရောင်းချပေးမယ်ကြောင်းပြောပြပါလေရွာတကြီးကစဖို့မိုးဆိုးရဲ့အခုလိုကူညီမှုကကယ်ဆယ်ရေးခါတွေလာဝေးတာထက်အများကြီးပိုပြီးအကျိုးရှိပါတယ်ဗျာတကယ်ကျေးဇူးရှင်ကြီးပါပဲလို့အထူးကျေးဇူးတင်စကားဆိုခဲ့ပါတယ်ဇူဝမ်ကလည်းဟင်းချက်ပညာဆိုတာအမြင့်ကြီးမှာရှိနေတဲ့အရာမဟုတ်ပဲလက်တွေဘဝမှာလူတွေကိုအကျိုးပြုနိုင်မှာတကယ်တန်မိုးရှိတာလို့တုံ့ပြန်ခဲ့တယ်လို့ရွာတကြီးကလည်းသူတို့ကိုယ်တိုင်စိုက်ပျိုးထားတဲ့လက်ဆက်တဲ့ဟင်းရွက်တွေကိုလက်ဆောင်အဖြစ်ကုန်းယူစွာပေးရခဲ့ပါတယ်နောက်တနေ့မနက်ခင်းယူကျင်းလုံးဆိုင်မှာတော့ရွာကယူလာတဲ့ဈေးသက်သာပြီးရသာရှိတဲ့ကောက်နှံစုံမုံတွေကိုဟောက်တယ်တွေကအလို့ရဝေယူအားပေးနေကြပါတယ်မနက်စာစီကောင်းမွန်နေသလိုအနီးအနားနယ်မြို့တွေကဆိုင်ခွဲနှစ်ဆိုင်မှာလည်းစီးပွားရေးအလွန်တည်ငြိမ်အောင်မြင်နေကြတာပါမိဖို့ကြောင့်နေမှာတော့စပိုမူးလူကတတရအတုပ်တပည့်လေးတယောက်ကိုဓားကင်နာလက်ကခိုင်မာပါစီတုံဆိုင်မနေနဲ့လို့တေချာကြက်မှတ်တင်ကြားပေးနေခဲ့ပါတယ်အဲ့ဒီမနက်ခင်းစောစောမှာပဲမြို့မုံကူလင်ဟာတောရွာဘက်ကနေလက်လက်ဆက်ဆက်ရောက်ရှိလာတဲ့တတိတွေကိုယူဆောင်လာပြီးစူးဝမ်စီကိုရောက်လာပါတယ်စူးဝမ်ကဒီနေ့ပါလို့ဒီလောက်စောစောရောက်လာတာလေလို့ပြီးတော့ကူလင်ကထူးထူးခြားခြားချုံမီနဲ့တတိတွေကိုမီးစမ်းကြည့်ဖို့ဒီယူဒီဇိုင်ကျွေးမွေးရင်သူတို့နှစ်ဦးရဲ့နှွေးထွေးအေးချမ်းတဲ့မနက်ကင်းလေးကိုကြည်နိုးစွာဖြတ်တန်းနေကြပါတယ်အဲ့ဒီနောက်မှာတော့စဖို့မူလူကကြာပန်းပုံစံမုံအသည့်အတွက်စဉ်းစားပြီးမင်းမဘာချမ်းရှိသေးလဲလို့မေးတော့ဇူဝမ်ကမုံရရတာကိုပုံမထူးခဲ့သွားအောင်စာစိတ်ထားပနာလေးထည့်သွင်းမှုအတွက်အကြံပေးပါတယ်ဒီအချိန်မှာပဲကျန်းနန်ဟင်းလျာလောကမှာနမဲကျော်ပညာရှင်မစ္စတာဟန်ကစူးဝမ်ရဲ့ဂုဏ်သတင်းကိုကြားသိပြီးအဝေးကြီးကနေကိုယ်တိုင်လာရောက်ခေါင်းရပ်ပြုတွေ့ဆုံပါတယ်ဇူဝမ်ကမစ္စတာဟန်ကိုတီးတန့်ခန်းလေးစီကိုလေးလေးစားစားဖိတ်ခေါ်အိတ်ခံတော့မစ္စတာဟန်ကယူကျင်းလုံးဆိုင်ရဲ့တက်ရက်တဲ့စီမံခန့်ခွဲမှုနဲ့ပွင့်လင်းမြင်သာမှုရှိတဲ့မိဖို့ကြောင့်စနစ်ကိုအလွန်အမင်းချီးကျူးပြီးချင်းရှိနေရဲ့ဟင်းလျာတွေကိုကျန်းနံဒေတာအထိဖြန့်ကျက်ဖို့လာရောက်ဆွေးနွေးတာပါလို့ပြောပါတယ်။ဇူဝမ်ကလည်းမြောက်ပိုင်းနဲ့တောင်ပိုင်းဟင်းလျာတွေမှာကိုယ်ပိုင်အားသာချက်တွေရှိရကြောင်းအခုလိုပညာရပ်ပလဲတာကအလွန်ကောင်းမွန်တဲ့ကိစ္စဖြစ်ကြောင်းဝမ်းသာအားရတုံ့ပြန်ခဲ့ပါတယ်။မစ္စတာဟန်ကကျန်းနံဟင်းလျာတွေဟာတိမ်ဝိတည်တမှုနဲ့ဟင်းခတ်မွေးကြိုင်ပြင်ဆင်တွေကိုအထူးအလေးထားကြောင်းအထူးသဖြင့်တကြားပပူနဲ့ဟင်းဟင်းရွက်ပပူထုစစ်ချင်းပညာရပ်တွေမှာကျန်းနံစပူမှုတွေကအလွန်ကျွမ်းကျင်ကြောင်းရှင်းပြတော့ဇူဝမ်ကလည်းအဲ့ဒီတိမ်မွေးတဲ့ပညာရပ်တွေကိုလေ့လာသိယူနေခြင်းကြောင့်စိတ်ဝင်စားပြောဆိုခဲ့ပါတယ်။အဲဒီနောက်ဇူဝမ်ဟာမိဖို့ကြောင့်ကနေအထူးစီစဉ်ပြင်ဆင်ထားတဲ့ဂျူကျင်းလုံဆိုင်ရဲ့လက်ရဟင်းလျာတွေကိုမစ္စတာဟန်မေးကြည့်ဖို့အတွက်တဲ့ခင်းအခမ်းလိုက်ပါတယ်။မစ္စတာဟန်ကဟင်းလျာတွေကိုမြည်ဆန်းကြည့်ပြီးတဲ့အခါအမခမ်းပါပဲဗျာ။သက်သက်လို့ဟင်းလျာတွေဖြစ်ပေမဲ့အမဲသားချက်တွေမုံရဲ့တင်းပြန်တဲ့မွေးရဲ့နံမျိုးရနေတဲ့အပြင်ကကြွရပြီးအတွင်းကနူးညံ့နေတဲ့အပြင်ဤလုံးနာမျိုးလည်းလုံးဝမရှိဘူးတကယ်ကိုရှားပါတဲ့ထိတ်တန်းလက်ရပါပဲလို့ချီးကျူးပါတော့တယ်ဇူဝမ်ကတော့ဒါရီဟာတာမန်အိမ်တွင်းဟင်းရတွေပါလို့နှိမ့်ချပြောဆိုတဲ့အချိန်မစ္စတာဟန်ကတောင်ပိုင်းနဲ့မြောက်ပိုင်းကထိတ်တန်းဟင်းချက်ပညာရှင်ခိုင်းကြီးစိတ်ကူပေါင်းပြီးနှစ်စဉ်ဟင်းချက်ပညာဖလှယ်ရေးပြိုင်ပွဲကြီးတစ်ခုကျင်းပရင်ဘလို့နေမလဲလို့အကြံပြုကန်လန်းပါတယ်စူးမန်ကလည်းဒါဟာအလွန်ကောင်းမွန်တဲ့စီစဉ်ဖြစ်တာကြောင့်ဝမ်းသာအားရလက်ခံသဘောတူလိုက်ပါတယ်မစ္စတာဟန်ပြန်သွားတဲ့အခါစပိုမူးလူတယောက်အရင်ကချင်းရှိနယ်လေးကိုပဲကဘာကြီးလို့ထင်ခဲ့ပေမဲ့အခုတော့လောကကြီးကဘလောက်တောင်ကျယ်ဝန်းသလဲဆိုတာသဘောပေါက်သွားခဲ့ပြီးကိုရေရင်းတွေကဖားတငယ်လေးတကောင်လိုဖြစ်ခဲ့ရတယ်လို့ပြောတော့ဇူဝမ်ကလည်းဟင်းချက်ပညာလမ်းကြောင်းဆိုတာအဆုံးမရှိကျယ်ဝန်းတာကြောင့်ကဘာငယ်လေးတစ်ခုထဲမှာဖတ်တွယ်နေရင်တိုးတက်မှုရပ်တန့်သွားမှာပါအချင်းချင်းပညာဖလဲဆက်သွယ်မှုတွေရှိနေမှသာအစဉ်အမြဲရှင်သန်တိုးတက်နေမှာပါလို့ရှင်းပြပါတယ်ဒီအချိန်မှာပဲချွန်းတောင်ကအမကြီးဝန်ဟာမြို့ဝန်အရာရှိကိုလျံရောက်လာပြီးမြို့ပြင်ကခိုးထားတဲ့လက်ဆက်တဲ့တတိတွေယူလာတယ်လို့လာရောက်သတင်းပို့ပါတယ်။ကိုလျံရောက်လာတော့ဆိုဝမ်ကတွားတွေ့ပြီးတော့အပေါ်တက်တီးတန့်ခန်းစီကိုခေါ်ဆောင်သွားပြီးလမ်းမကြီးပေါ်ကညနေခင်းမြင်ကွင်းကိုအတူတူငေးကြည့်နေခဲ့ကြပါတယ်။ဆိုဝမ်တယောက်တစုံတစ်ခုကိုလေးလေးနက်နက်တွေးတော့ငေးမောနေတာကိုမြင်တော့ကိုလျံကဘာရင်းများစဉ်းစားနေတာလဲအရန်စိတ်ဝင်စားဖြစ်နေပါလားလို့မေးပါတယ်။ဆိုဝမ်ကဒီနေရာလေးမှာရှိနေရတာဘလောက်တောင်ကောင်းလိုက်တယ်လဲလို့တွေးနေမိတာပါအရင်တုန်းကအတော်ဆုံးစပုံမူကြီးဖြစ်ရမယ်အမြင့်မားဆုံးကိုယ်တိုင်ကြီးမားရမယ်လို့ပဲအမြဲအိမ်မက်မခဲ့ဘူးလားဒါပေမဲ့အခုတော့အကောင်းဆုံးဟင်းချက်ပညာဆိုတာမိဖို့ကြောင့်မိဖို့ခုံပေါ်မှာရှိတာမဟုတ်ပဲတာမန်ပြည်သူလူထုရဲ့ထမင်းစပွဲပေါ်မှာမိသားစုတွေစုံစုံညီညီထမင်းလက်ဆောင်စားကြတဲ့ပျော်ရွှင်ရင်မောတန်တွေထဲမှာပဲရှိရဲဆိုတော့ကိုကျမကောင်းကောင်းနားလေသွားပါပြီလို့ဘဝရဲ့အနှံ့ဆိုင်ဆုံးတဲ့တွေကိုကြည်နိုးစွာဖွင့်ဟပြောဆိုလိုက်ပါတယ်ကူလျန်ကလည်းရှေးရှောင်းနှစ်ပေါင်းများစွာတိုင်အောင်မင်းရဲ့နာမှာကိုအမြဲရှိနေပေးပါမယ်လို့အချစ်တွေနဲ့ပြောလိုက်တာပေါ့
။နှွေထွေးလှုပ်ရှားနေတဲ့လူလောကကြီးထဲမှာမိမှုကုံလေးကိုဆောင်ရှောက်ရင်တစ်နှစ်သုံးနန်းယာတီ၄ပါးအိမ်လေးတစ်လုံးနဲ့ချစ်ရတဲ့သူနှစ်ယောက်အတူတူမူလရည်မှန်းချက်ကတိတစ္စာတွေကိုထိမ့်သိမ်းဆောက်ရှောက်သွားခြင်းဟာစပုံမူတစ်ယောက်အတွက်အနှွေထွေးအလှပဆုံးသောဘဝနေကုန်းကျုံအိမ်ကြီးဟာလေးပဲဖြစ်ပါတော့တဲ့ကွယ်။